အားလုံးပဲမင်္ဂလာပါခင်ဗျာမမြင်တော့လောကသားများယူရှန်နေရနေပြန်နေကြိုဆိုလိုက်ပါတယ်တခါတလေမှာကျွန်တော်တို့ကြားနေရတဲ့အတန်တွေဟာကိုယ့်ရဲ့စိတ်ကူးရင်တက်တက်ပဲလားဒါမှမဟုတ်မမြင်ရတဲ့လောကသားတအုပ်ကပြေးဖို့လိုက်တဲ့အချက်ပြမှုဆိုတာခွဲခြားရခက်ပါတယ်ဒီနေ့မှာတော့စာရေးဆရာငင်းရေးသားထားတဲ့ပဲ့တင်တန်းဆိုတဲ့ကြောချမ်းဆရာပရာလောကဇလန်တစ်ပုဒ်ကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်တိတ်ဆိတ်နေတဲ့အမောင်တို့တရားနေပဲ့တင်တန်းထက်လာမဲ့ထင်းလန့်ဆရာအတန်တွေရဲ့နောက်ွယ်မှာဘယ်လိုလှည့်ဝက်ချက်တွေရှိနေမလဲဆိုတာအားလုံးပဲအတူတူနားသိကြည့်လိုက်ရအောင်လားခင်ဗျာကျွန်တော်ရဲ့ channel လေးကို like and subscribe တွေလည်းပြုလုပ်ခဲ့ဖို့မမေ့ပါနဲ့ခင်ဗျာပဲ့တင်တန်းအပိုင်း1ရန်ကုန်မြို့ရဲ့ဇူလိုင်လဟာမိုးရီနဲ့ဆွဆွနေတတ်တယ်မိုးရီတွေကလမ်းတွေပေါ်မှာစီးကြနေပြီးကောင်းကင်ကြီးဟာမိခိုးရောင်တိမ်တွေနဲ့ဖုံးလွှမ်းနေတယ်လူတွေကထီးတွေကိုကန်ပြီးအလုပ်တွေကျောင်းတွေကိုအပြေးလွှာသွားနေကြတယ်ဒီလိုမနက်ခင်းမျိုးမှာလူတိုင်းကအိမ်ထဲမှာပဲနေချင်ကြတယ်ဒါပေမဲ့ကျမကတော့ဒီလိုရာသီဥတုမျိုးကိုကြိုက်တယ်မိုးတန်တွေကကျမအတွက်သချင်းတစ်ပုဒ်လိုပါပဲကျမနာမည်မဆုစုပဲပါအသက်25နှစ်ရန်ကုန်မြို့လေဗိုလ်တထောင်မြို့နေရာတန်စင်စတူဒီယိုဆိုတဲ့အတန်ဖန်စတူဒီယိုမှာအတန်အင်ဂျင်နီယာအဖြစ်အလုပ်လုပ်နေပါတယ်ဒီအလုပ်ကကျမငယ်ငယ်ကအိမ်မက်မခဲ့တဲ့အလုပ်တော့မဟုတ်ဘူးကျမစံတရားပညာတဲ့တယောက်ဖြစ်ချင်ခဲ့တာဒါပေမဲ့ဘဝကကျမကိုဒီလမ်းကြောင်းပေါ်ပို့ဆောင်ခဲ့တယ်ကျမတို့စတူဒီယိုကကျော်တဲ့တိုင်အောင်ကြီးရဲ့အပေါ်ဆုံးတက်မှာရှိတယ်ဒီတိုက်ကြီးကပြည်တိရှခေတ်ရဲ့ဒီတိုက်ကြီးကပြည်တိရှခေတ်ကစောက်လုပ်ခဲ့တာလို့ကြားဘူးတယ်နေရန်တွေကထူပြီးပြတင်းပေါက်တွေကတစ်သားတွေနဲ့လေကားတစ်တွေနေလိုက်တိုင်းဂွီဆိုပြီးတော့မြည်နေတတ်တယ်ဒါပေမဲ့ကျမဒီနေရာကိုချစ်တယ်ဘာလို့လဲဆိုတော့ဒီမှာကျမအတန်တွေနဲ့နေထိုင်ရလို့ပါစတူဒီယိုထဲမှာအတန်တွေကနေရာတိုင်းမှာရှိတယ်ကွန်ပျူတာတွေရဲ့ဝီခနဲ့အတန်စပီကာတွေရဲ့တင်းကျိန်တဲ့အတန်လေးပေးဆက်ရဲ့တစ်ဖြက်ဖြက်အတန်ပြီးတော့ကျမတို့ဖမ်းယူထားတဲ့အတန်တွေဂီတအတန်တွေစကားပြောအတန်တွေရဲအတန်တွေငိုအတန်တွေအားလုံးဟာဒီအခန်းထဲမှာရှိတယ်ကျမရဲ့ဆရာဦးမြင့်စွာကျမကိုအတန်တွေဟာတက်ရှိပြီလို့ပဲသူတို့ကဘဝတစ်ခုရှိတယ်သူတို့ကိုခရုတစိုက်ကင်တွေရမယ်လို့အမြင်ပြောတတ်တယ်ဦးမြင့်စွာအတန်55နှစ်ရှိပြီသူကဒီစတူဒီယိုလွန်ခဲ့တဲ့အနှစ်20စတင်တည်ထောင်ခဲ့တာသူကမြန်မာဂီတလောကမှာနာမည်ကြီးရဲ့အတန်အင်ဂျင်နီယာတယောက်ပါကျမဒီစတူဒီယိုလေးနှစ်ကစရောက်လာတော့ဘာမှမသိဘူးသူကကျမကိုအကုန်သင်ပေးခဲ့တယ်အတန်တွေကိုဘယ်လိုဖမ်းယူရမလဲဘယ်လိုတီးဖြစ်ရမလဲဘယ်လိုပြုပြင်ရမလဲစွစွတွေမင်းကအတန်တွေကိုနားလေတယ်ဒါကမွေးရပါရေးချင်းတခုပဲလို့သူကကျမကိုချီးကျူးခဲ့တယ်ကျမပြောရေးကျေးဇူးတွေကြောင့်ပြောခဲ့တယ်ဒါပေမဲ့ကျမသိပါတယ်ကျမအတန်တွေကိုနားလဲတာမွေးရပါမဟုတ်ဘူးကျမငယ်ငယ်လေးကအတန်တွေကိုနားထောင်ခဲ့ရလို့ပါကျမအေယာဝတီတိုင်းဝက်လက်မြို့နယ်တပြေကုန်းကျေးရွာအုပ်စုမှာမွေးဖွားကြီးပြင်းလာခဲ့ပါကျမတို့ရွာလေးကမြို့နယ်ဝေတော့လျှက်စင်မီယာပြတ်တောင်းတီဗီဆိုလဲလူတိုင်းမှမရှိဘူးဒါပေမဲ့ညဘက်ဒီမှာကျမတို့ဘာလုပ်ကြသလဲဆိုတော့အတန်တွေကိုနားထောင်ကြတယ်ကျမရဲ့ဖေကအကော်ဒီယန်တီးရတယ်ညဘက်တွေမှာသူတီဗီကျမတို့တချင်းဆိုကြတယ်ကျမရဲ့အမေကတချင်းတန်ကောင်းတယ်သူမရဲ့အသားကြည်လင်ပြီးနားထောင်လို့ကောင်းတယ်ကျမရဲ့ညီမလေးကလည်းတချင်းဆိုတတ်တယ်ကျမတို့မိသားစုကဆင်းရဲပင်ပင်ပျော်ရွှင်ခဲ့ကြတယ်အနည်းဆုံးတော့အဲ့ဒီချိန်တော့ပေါ့ကျမ12နှစ်သမီးအရွယ်မှာအဖေကရုတ်တရက်ဆုံးသွားတယ်နှလုံးရောဂါပါဈေးရုံတင်ဖို့ငွေမရှိဘူးဆရာဝန်စီပြဖို့ငွေမရှိဘူးဒါကြောင့်အဖေကအိမ်ထဲမှာပဲဆုံးသွားခဲ့တယ်အဖေဆုံးပြီးနောက်မှာအမေကတယောက်တည်းကျမတို့ပြုစုပြောင်းထောင်ခဲ့တယ်သူမကတဲထဲမှာလှုပ်လှုပ်တယ်ဈေးထဲမှာဟင်းရွက်ရောင်းတယ်သူတစ်ပါးအိမ်မှာအကူအဖြစ်လှုပ်တယ်ဘယ်လိုအလုံးမဆိုလှုပ်တယ်ကျမတို့ညီမနှစ်ယောက်ကြောင်းတက်နိုင်ဖို့စာတင်နိုင်ဖို့အတွက်ပေါ့ကျမအမေကိုကြည့်ပြီးတည်လာတယ်
ဘဝဆိုတာလွယ်ကူတဲ့အရာမဟုတ်ဘူးဒါပေမဲ့ကျမဘယ်တော့မှလက်မလျှော့ခဲ့ဘူးကျမတက္ကသိုလ်ဝင်တော့ဂုံတွေးနေအောင်ခဲ့တယ်ရန်ကုန်တက်ပြီးတက္ကသိုလ်တက်ချင်ခဲ့တယ်ဒါပေမဲ့ဝင်မရှိဘူးဒါကြောင့်ကျမလောလောရင်ကြောက်တက်ခဲ့တယ်နေ့ဘက်မှာစတိုးဆိုင်တစ်ခုမှာလှုပ်လှုပ်တယ်ညဘက်မှာကြောင်းတက်တယ်ကျမဂီတဟောရန်ဝါသနာပါတယ်စံတရားတီးရှင်တယ်တချင်းဆိုခြင်းတယ်ကိုယ်ပိုင်တချင်းတွေရေးခြင်းတယ်ဒါပေမဲ့ဒါတွေကကျမအတွက်စိန်ခံပစ္စည်းတွေပါကျမအသက်ရှင်ဖို့မိသားစုကိုထောက်ပံ့ဖို့လိုတယ်ဒါကြောင့်ကျမအတန်းအင်ဂျင်နီယာဘာသာကိုရွေးချယ်ခဲ့တယ်ဒါကဂီတနဲ့နှီးစပ်တယ်ပြီးတော့အလောခိုင်ခွင်လန်းနေလေရှိတယ်ကျမဒီဘာသာကိုသင်ယူရင်းသိလာတယ်အတန်တွေကတက်ရှိတွေလိုပဲသူတို့မှာဇလန်းတွေရှိတယ်သူတို့ကိုနားထောင်တဲ့ရင်သူတို့ကအားလုံးပြောပြလိုက်မယ်ကျမတန်ဆင်စတူဒီယိုရောက်တဲ့အခါဦးမြင့်စွာကျမကိုလိုက်လိုက်လေးကြိုးဆိုခဲ့တယ်သူကကျမရဲ့တန်ပိုင်းဆိုင်ရာအရေးချင်းကိုမြင်တယ်ကျမကိုအလုပ်တင်အဖြစ်ခံထားပြီးတဖြည်းဖြည်းသင်ကြားပေးခဲ့တယ်စွစွတွေမင်းကအတန်တွေကိုနားလေတယ်ဒါပေမဲ့ဒီထက်ပိုပြီးနားလေဖို့လိုသေးတယ်လို့သူကပြောတယ်ဘယ်လိုနားလေရမလဲဆရာအတန်တွေရဲ့နောက်ွယ်မှာရှိတဲ့ຢာကိုနားထောင်ပါအတန်တွေရဲ့အနက်တိတ်ပဲကိုနားထောင်ပါလူတစ်ယောက်ကပြောပြီးစကားပြောနေပြီမဲ့သူ့အတန်ထဲမှာဝမ်းနည်းမှုတွေရှိနေနိုင်တယ်လူတစ်ယောက်ကငိုနေပြီမဲ့သူ့အတန်ထဲမှာပျော်ရွှင်မှုတွေရှိနေနိုင်တယ်အဲ့ဟာတွေကိုမြင်ကြားနိုင်ရမယ်ကျမအုံးမြင့်ဆွေရဲ့စကားကိုနားလည်ဖို့အချိန်ယူခဲ့ရတယ်ဒါပေမဲ့နောက်ဆုံးမှကျမနားလည်သွားခဲ့တယ်ကျမအခုဒီစတူဒီယိုမှာအလုပ်လုပ်နေရ၄နှစ်ရှိပြီဒီအတော့အတွင်းမှာအတန်တွေအများကြီးကိုကြားခဲ့ရတယ်ပျော်ရွှင်တဲ့အတန်တွေဝမ်းနည်းတဲ့အတန်တွေဒေါသထွက်တဲ့အတန်တွေကြောက်ရွံ့တဲ့အတန်တွေအားလုံးကကျမနားထဲမှာရှိတယ်ဒါပေမဲ့ဒီနေ့ကျမကြားရမယ့်အတန်ကျမတစ်ခါမှမကြားဘူးတဲ့အတန်မျိုးပါအဲ့ဒီနေ့မနက်ကမိုးကဆက်မပြတ်ရွာနေတယ်ကျမစတူဒီယိုရောက်တဲ့အခါဦးမြင့်စွာအိမ်ခန်းမှာလူတစ်ယောက်နဲ့စကားပြောနေတယ်အဲ့ဒီလူကအသက်60ကျော်လောက်ရှိပြီစပင်းတွေကဖြူဖွေးနေပြီးမျက်နှာမှာအရေးအကြောင်းတွေရှိတယ်ဒါပေမဲ့သူ့မျက်လုံးတွေကတောက်ပနေတယ်သူကလက်ထဲမှာအထုပ်တစ်ထုပ်ကင်ထားတယ်စွစွတွေဒီလိုလာပါအောင်ဦးမြင့်စွာကျမကိုလမ်းခေါ်တယ်ဒါငါတန်ငယ်ကြီးဦးဖိုးစံသူကငါတို့ကိုကိုကြီးတောင်းစရာရှိလို့တဲ့ဦးဖိုးစံကကျမကိုပြုံးပြတယ်မင်းကဒီမှာလှုပ်လှုပ်တဲ့ကောင်မလေးလားဟုတ်ကဲ့ပါကျမစွစွပဲပါအေးငါမင်းဒီပစ္စည်းလေးကိုပြုပြင်ပေးဖို့ကိုကြီးတောင်းချင်တယ်ဦးဖိုးစံကသူ့လက်ထဲကအထုပ်ကိုစပွဲပေါ်မှာတင်လိုက်တယ်အထုပ်ကိုသတင်းစာစက်ကူဟောင်းတွေနဲ့ထုတ်ထားတယ်သူကသတင်းစာတွေကိုဖြင်းချင်းစာဖွင့်လိုက်တဲ့အခါအထဲမှာတိတ်ခွေတကူရှိတယ်အဲ့ဒီတိတ်ခွေကအရဟောင်းနေပြီပလတ်စတစ်ဘူးကအယောင်မိန်နေပြီးအကွဲနေတယ်တိတ်ခွေရဲ့အညွှန်းစာရွက်ကမိမိပြီးစာရီယာဖတ်မရသလောက်ပဲဒါဘာလဲဥပုသ္စံကျမမေးတယ်ဒါတိတ်ခွေဟောင်းတကူပဲငါတငယ်ချင်းတယောက်ရဲ့အိမ်ကိုရှင်းတဲ့အခါတော့တွေ့တာပဲသူကဆုံးသွားပြီသူ့အိမ်ကိုရှင်းတဲ့အခါဒီတိတ်ခွေကိုတွေ့တယ်ဒါပေမဲ့ငါဒီတိတ်ခွေကိုဖွင့်ကြည့်လို့မရဘူးစမ်းမရှိဘူးဒါကြောင့်မင်းတို့ကိုပြုပြင်ပေးဖို့ကိုကြီးလာတောင်းတာပါကျမတိတ်ခွေကိုကန်ကြည့်လိုက်တယ်တိတ်ခွေရဲ့ပြင်ပမှာလက်ရည်နဲ့ရေးထားတဲ့စာတွေကိုတွေးလိုက်ရတယ်မိသားစုအတန်မတန်1984ဒီတိတ်ခွေကအနည်း40သက်တမ်းရှိပြီကျမအောင်းသွားတယ်ဟုတ်တယ်ဒါကြောင့်ငါမင်းတို့ကိုပြုပြင်ခိုင်းဖို့အတွက်ယူလာတာပါမင်းတို့ဒီတိတ်ခွေကိုပြုပြင်ပြီးဒီဂျစ်တယ်အဖြစ်ပြောင်းပေးနိုင်မလားစူးစမ်းကြည့်ပါမယ်ဥပ္ပစာပြောင်းပြီးကျေးဇူးတင်ပါတယ်ဒီတိတ်ခွေတွေကဘာတွေပါလဲဆိုတာငါသိရှင်တယ်ဒါကငါတငယ်ချင်းရဲ့မိသားစုအတန်မတန်ဖြစ်နိုင်တယ်လို့ပြောတယ်ဥပ္ပစာထွက်သွားပြီးနောက်မှာကျမတိတ်ခွေကိုသေချာကြည့်တယ်တိတ်ခွေရဲ့အခြေအနေကအရန်ဆိုးနေတယ်ပလတ်စတစ်ဘူးကအကွဲနေပြီးတိတ်ခွေရဲ့အတွင်ပိုင်းကိုမြင်နေရတယ်တိတ်ခွေရဲ့အညွှန်းစာရွက်ကမိမ့်မိန်နေပြီးစာတွေကိုဖတ်ဖို့ခက်နေတယ်ဒါပေမဲ့ကျမအနီးကပ်ကြည့်လိုက်တယ်အဖေအမေတားကြီးအောင်သမီးငယ်နင်းနေဒါတွေကမိသားစုဝင်တွေရဲ့နာမည်တွေဖြစ်မယ်1984ခုနှစ်ဇန်နဝါရီလ15ရက်ဒါကတိတ်ခွေရဲ့တံပဲခဲရဲ့ရက်ဆွဲဖြစ်မယ်ကျမတိတ်ခွေကိုစက်ထဲထည့်ဖို့ပြင်ဆင်တယ်ဒါပေမဲ့တိတ်ခွေကအရန်ဟောင်းနေတော့စက်ထဲထည့်ဖို့မလွယ်ဘူး
တိတ်ခွေရဲ့အစိပ်ပိုင်းတွေဟာကျိုးပဲ့နေပြီးပလတ်စတစ်ဘူးခွာပုံပြက်နေတယ်ကျမတိတ်ခွေကိုတေချာတန့်စင်တယ်ဖုံတွေအညစ်အကြေးကိုဖယ်ရှားတယ်ပြီးတော့တိတ်ခွေရဲ့အစိပ်ပိုင်းကိုပြန်လည်တက်စင်တယ်ဒါပေမဲ့တိတ်ခွေကတိတ်ဟောင်းနေရောကျမတကူကိုတတိထားမိတယ်တိတ်ခွေရဲ့အစွန်တစ်ဖက်မှာသွေးစုံအထင်းလုံးတင်ရတဲ့အညွန့်အောင်စွန်တစ်ခုရှိနေတယ်ကျမအဲ့ဒီအစွန်ကိုလက်နဲ့ထိစီရယ်ခြောက်သွေးနေပြီဒါပေမဲ့သူ့ရဲ့အစွန်အထင်းဖြစ်နိုင်တယ်ကျမဒါကိုအမြင့်ဆိုပြဖို့စဉ်းစားမိတယ်ဒါပေမဲ့သူကဖောက်တယ်တယောက်နဲ့အစည်းအဝေးလုပ်နေတယ်ဒါကြောင့်ကျမစမပြောပဲတိတ်ခွေကိုဆက်လုပ်ဖို့ဆုံးဖြတ်လိုက်တယ်တိတ်ခွေကိုတက်ဆင်ပြီးနောက်မှာကျမအတန်ဖက်ဆက်တွေကိုထည့်လိုက်တယ်ဆက်ကဟောင်းနေပြီမဲ့အလုံးလုံးနေတော့ပဲကျမပလေးကလုတ်ကိုနှိပ်လိုက်တယ်တိတ်ခွေဟာဖြင်းညင်ညင်သွားစွာလဲလာတယ်ပရမတော့ဘာတမ်းမှမထွက်ဘူးတိတ်ဆိတ်နေတယ်ကျမဆက်ကိုချိန်ကြီးလိုက်တယ်ရုတ်တရက်တက်တစုံတစ်ယောက်ကမိုက်ခရိုဖုန်းကိုလက်နဲ့ခောက်နေတယ်လို့အတန်မျိုးပြီးတော့အတန်ဆန်းနေရပြီဟုတ်ပြီရပြီအဲ့ဒီတန်ဟာအမျိုးသားတစ်ယောက်ရဲ့အတန်နှွေးထွေးပြီးချစ်စရာကောင်းတဲ့အတန်ဟေးမိမင်းလည်းလာပြောလေအောင်မကျမကဘာပြောရမှန်းမသိဘူးအဲ့ဒီအတန်ဟာအမျိုးသမီးတစ်ယောက်ရဲ့အတန်တွက်လက်ပြီးရေမောနေတဲ့အတန်ဘာပဲဖြစ်ဖြစ်ပြောလေဒါကငါတို့မိသားစုရဲ့အတန်မတန်းလေသားသမီးတွေကြီးလာတဲ့အခါပြန်နားထောင်လို့ရအောင်ဒါဆိုလေကျမကဒေါ်ခင်ခင်မိပါဒါကကျမရဲ့ယောက်ျားဦးတန်းထုံးပြီးတော့ဒါကကျမရဲ့သားကြီးအောင်သမီးငယ်နင်းနေဟေးအောင်မင်းဘာပြောချင်လဲကျွန်တော်ကြီးလာရင်လေမှုဖြစ်ချင်တယ်အဲ့ဒီသားကလေးတစ်ယောက်ရဲ့အသက်8နှစ်9နှစ်လောက်ရှိမယ်ပြီးသားပြောတယ်ပေမဲ့ကလေးဆန်တဲ့အသက်လေမှုဖြစ်ချင်တယ်တဲ့နင်းရောမင်းဘာဖြစ်ချင်လဲနင်းကဆရာအောင်မလေးဖြစ်ချင်တယ်အဲ့ဒီသားမင်းကလေးတစ်ယောက်ရဲ့အသက်9နှစ်6နှစ်လောက်ရှိမယ်ချစ်စရာကောင်းတဲ့အသက်ဟာငါတို့သားသမီးတွေကရေမန်းချက်ကြီးတွေပဲကောင်းတယ်အဖေကဘာဖြစ်ရှင်လဲအဖေကမင်းတို့အားလုံးပြောရှင်တာကိုမြင်ရှင်တယ်ဒါပဲကျမဒီအတန်နားထောင်ရင်ပြောမိတယ်ဒီမိသားစုကပျော်ရွှင်ခဲ့ကြတဲ့ပုံရတယ်မြစ်တာတွေရေမောတန်တွေအနာဂတ်အတွက်မျှော်လင့်ချက်တွေဒါပေမဲ့ကျမတခုကိုသတိထားမိလိုက်တယ်တိတ်ခွေရဲ့နောက်ခံမှာတခုရှိနေတယ်အလွန်တိုးညင်းတဲ့အတန်တခုတာမန်နားနဲ့ဆိုရင်ကြားနိုင်မှာမဟုတ်ဘူးဒါပေမဲ့ကျမအတန်ကိုနားထောင်တတ်တဲ့သူပါကျမတိတ်ခွေကိုပြန်ရပြီးနားထောင်တယ်ဒီကတော့နောက်ခံအတန်ကိုအာရုံစိုက်ပြီးနားထောင်တယ်ကဲပါကျမထိတ်လန့်သွားတယ်တိတ်ခွေကိုထပ်ပြန်ရပြီးနားထောင်တယ်ကဲပါငါတို့ဒီမှာပိတ်မိနေတယ်အဲ့ဒီတာတိုးညင်းလုံးနေဝေးကနေပဲ့တင်ထလာတယ်လို့မျိုးဒါပေမဲ့ရှင်းလင်းကြားနေရတယ်အရန်အေးတယ်အရန်မောင်တယ်ကဲကြပါကျမရဲ့တွေ့တွေအေးခဲသွားတယ်အတန်ကဘယ်ကလာတာလဲဘသူအတန်လဲပြီးတော့ဘာလို့ဒီတိတ်ခွေထဲမှာပါနေရလဲကျမတိတ်ခွေကိုရက်လိုက်တယ်ကျမရဲ့လက်တွေတုံရင်နေတယ်ကျမဒီအတန်ကိုဥမြင့်ဆိုပြဖို့ဆုံးဖြတ်လိုက်တယ်ဒါပေမဲ့သူကအစည်းအဝေးခန်းထဲမှာပဲရှိနေတော့မယ်ကျမတိတ်ခွေကိုထန်နာတော့ဖို့ဆုံးဖြတ်လိုက်တယ်ဒီကတော့နှစ်ချက်တက်ပြီးအတန်ကိုချဲ့ကြည့်လိုက်တယ်ကဲပါငါတို့ဒီမှာပိတ်ပြီးနေတယ်အဖေအမေကြောက်တယ်ဘယ်သူမှငါတို့ရဲ့ကူညီတောင်းတကိုမကြားရဘူးဒီမှာရမ်းအေးတယ်အရမ်းမောင်တယ်ကျေးဇူးပြုပြီးကျမနှစ်ချက်ကိုချလိုက်တယ်ကျမရဲ့ရင်တွေတတိုင်းခုန်နေတယ်ချွေးတွေရွှဲနေဒီအတန်လေးကပျော်ရွှင်စရာမိသားစုရဲ့အတန်မတန်းထဲမှာပါနေတဲ့အတန်တွေမဟုတ်ဘူးဒါတွေကအကူကြီးတောင်းနေတဲ့အတန်တွေကြောင်းရွံ့နေတဲ့အတန်တွေဒေဂန်ဒီလူတွေရဲ့အတန်တွေပြီးတော့ဒီအတန်တွေဟာလွန်ခဲ့တဲ့အနှစ်40အတန်တွေကျမတိတ်ခွေကိုကြည့်လိုက်တယ်တိတ်ခွေကဖြင်းချင်းစွာလဲနေတော့ပဲဒါပေမဲ့အခုတော့အဲ့ဒီတိတ်ခွေဟာကျမကိုကြောက်စရာကောင်းတဲ့အရာတစ်ခုလို့ထင်လာတယ်ကျမပြတင်းပေါက်စီကိုရှောက်သွားတယ်အပြင်မှာမိုးတွေဆွဲရွာနေတော့ပဲကောင်းကင်ကြီးဟာမဲမောင်နေပြီးမိုးတွေနေဟာနှိမ်စင်းနေတယ်ကျမကော်ဖီတစ်ခွက်သွားဖြော်တယ်ဒါပေမဲ့ကျမရဲ့လက်တွေတုံနေတော့ပဲကျမဥမြင့်ဆိုစောင်းနေတယ်သူအစည်းအဝေးခန်းထဲကနေထွက်လာတယ်ကျမဒီရဲ့အကြောင်းကိုပြောပြမယ်ဒါပေမဲ့တစ်ချိန်တည်းမှာကျမသိချင်နေတယ်ဒီတိတ်ခွေထဲမှာနောက်ထပ်ဘာတွေရှိနေအောင်မလဲဆိုတာကျမတိတ်ခွေကိုစံနားထောင်ဖို့ဆုံးဖြတ်လိုက်တယ်အပိုင်းနှစ်လက်ဖက်ရည်တစ်ခွက်ကို
လက်နှစ်ဖက်နဲ့စုပ်ကိုင်ထားရင်ကျမပြင်းနေပေါက်ကနေအပြေကိုငေးနေမိတယ်။မိုးကဆက်ရွာနေတော့ပဲ။ကောင်းကင်ကြီးကမဲမောင်နေပြီးမိုးရိမ်တွေကနှိမ့်ချင်းနေတယ်။လမ်းပေါ်မှာလူတွေထီးရိကန်ပြီးအပြေးလွှာသွားနေကြတယ်။ဒါပေမဲ့ကျမရဲ့စိတ်တွေကတော့အပြင်မှာမဟုတ်ဘူး။ဒီအခန်းထဲမှာဒီတိတ်ခွေထဲမှာကျမအတန်ဖန်းဆက်စီကိုပြန်လှည့်လာတယ်။တိတ်ခွေကရထားတော့ပဲ။ဒါပေမဲ့ဒီတိတ်ခွေကကျမကိုစိုက်ကြည့်နေသလိုပဲ။မျက်လုံးမရှိတဲ့မျက်နှာတစ်ခုလို့ပေါ့။ကျမအသက်ကိုဝါရှူပြီးတိတ်ခွေကိုဆန္ဒတော်ကိုဆုံးဖြတ်လိုက်တယ်။ပလေးကလပ်ကိုတက်နေလိုက်တယ်။တိတ်ခွေကဖြင်းချင်းစွာလဲလာတယ်။ပထမတော့ဘာတမ်းမှမထွက်ဘူး။တိတ်ဆိတ်နေတယ်။ကျမဆက်ကိုချိန်ကြည့်လိုက်တယ်။ရုတ်တရက်အော်မင်းဘာလုပ်နေရလဲ။အဲ့ဒီအတန်ဦးတန်းထွန်းရဲ့အတန်ပျော်ရွှင်နေတဲ့အတန်ကျွန်တော်ပုံဆွဲနေရပြီ။ဘာပုံလဲကျွန်တော်တို့မိသားစုကိုဒါကအဖေဒါကအမေဒါကကျွန်တော်ဒါကနင်းနေအောင်မအော်ဗကြီးစရာဖြစ်မဲ့ပုံပဲကျမဒီအတန်ကိုနားထောင်ရင်ပြောမိတယ်ဒီမိသားစုဟာတကယ်ပျော်ရွှင်ခဲ့ကြတဲ့ပုံရတယ်ဒါပေမဲ့ကျမတတိထားမိတယ်ဒီတစ်ခါလေနောက်ကမှတခုရှိနေတယ်ကျမတိတ်ခွေကိုပြန်ရပြီးနားထောင်တယ်ဒီတစ်ခါတော့နောက်ကအတန်ကိုပိုအာယုံဆက်ပြီးနားထောင်တယ်ကဲပါငါတို့ဒီမှာပိတ်မိနေတယ်တတ်တူအတန်ပဲဒါပေမဲ့ဒီတစ်ခါတော့ပိုကျဲလာတယ်ပိုရှင်းလာတယ်အဖေအမေဘဲမလဲနင်းအရန်အေးတယ်ဘယ်သူမှငါတို့အတန်မကြားကြဘူးကျမတိတ်ခွေကိုရက်လိုက်တယ်ကျမရဲ့လက်တွေတုံရည်နေတယ်ချွေးတွေရွှဲနေတယ်ဒီအတန်တွေဟာဘယ်ကလာတာလဲဘာလို့ဒီတိတ်ခွေထဲမှာပါနေရလဲပြီးတော့ဘာလို့အရင်ကမကြားရပဲအခုမှကြားရတာလဲစွစွတွေမင်းဘာလုပ်နေရလဲကျမလှည့်ကြည့်လိုက်တယ်ဦးမြင့်စိုးဟာအစီဝေးခန်းထဲကနေထွက်လာပြီးကျမရဲ့နောက်မှာရက်နေတယ်ဆရာကျမဒီတိတ်ခွေကိုနားထောင်နေတာအေးဥဖိုးဆန်ယူလာတဲ့တိတ်ခွေလားဘာတွေပါလဲကျမခဏတူရီသွားတယ်ကျမဘာပြောရမှန်းမသိဘူးဆရာဒီတိတ်ခွေထဲမှာဒုစမ်းတဲ့အတန်တွေပါနေတယ်ဒုစမ်းတဲ့အတန်တွေဆိုတာဘယ်လိုလဲကျမဦးမြင့်စိုးကိုလက်ချက်ပေးပြီးတိတ်ခွေကိုပြန်ဖွင့်ပြတယ်သူနားထောင်နေတော့သူ့ရဲ့မျက်နှာပြောင်းလဲသွားတယ်ဒါဘာလဲကျမလည်းမသိဘူးဆရာဦးမြင့်စိုးတိတ်ခွေကိုရက်လိုက်တယ်သူ့ရဲ့မျက်နှာဖြူရော်သွားတယ်စွစွတွေဒီတိတ်ခွေရာအတန်ကြောင်းဘယ်သူမှမပြောပြနဲ့အောင်ငါအရင်ဆုံးဦးဖိုးဆန်ကိုဆက်သွယ်ပြီးဒီတိတ်ခွေရဲ့တမိုင်းကြောင်းမေးကြည့်မယ်ဟုတ်ကဲ့ပါဆရာဦးမြင့်စိုးအခန်းထဲကနေထွက်သွားတယ်ကျမတယောက်တည်းခြံခဲ့တယ်ကျမတိတ်ခွေကိုကြည့်နေမိတယ်အဲ့ဒီတိတ်ခွေကကျမကိုပြန်ကြည့်နေတယ်လို့ပဲမိနစ်20လောက်ကြာတော့ဦးမြင့်စိုးပြန်လာတယ်သူမျက်နှာပိုပြီးဖြူရော်နေစွစွတွေငါဦးဖိုးဆန်ကိုဖုန်းဆက်ပြီးမေးကြည့်တယ်သူဘာပြောလဲဆရာဒီတိတ်ခွေကသူ့တငယ်ချင်းရဲ့အိမ်ကရတာမဟုတ်ဘူးဟင်ဒါဆိုဘယ်ကရရလဲသူကဒီတိတ်ခွေကိုရှင်းအောင်ပြည့်စည်ဆိုင်တစ်ခုကနေဝယ်လာတာတဲ့သူ့တငယ်ချင်းကဒီတိတ်ခွေကိုတွေ့တဲ့အခါစိတ်ဝင်စားလို့ယူလာတာဒါပေမဲ့သူကဒီတိတ်ခွေထဲမှာဘာတွေပါလဲဆိုတာမသိဘူးဒါဆိုဒီတိတ်ခွေကဘယ်ကလာမှမသိဘူးလားမသိဘူးဒါပေမဲ့ငါတို့ဒီတိတ်ခွေရဲ့တမိုင်းကြောင်းကိုရှာဖွေနိုင်တယ်ဦးမြင့်စွာကျမရဲ့ကွန်ပျူတာစီကိုရှောက်လာတယ်ဒီတိတ်ခွေရဲ့အညွှန်းစာရွက်မှာ1984ခုနှစ်ဇန်နဝါရီလ15ရက်လို့ရေးထားတယ်ပြီးတော့မိသားစုအတန်မတန်းလို့ရေးထားတယ်ဒါဆိုဒီတိတ်ခွေက1984ခုနှစ်မှာအတန်ဖမ်းခဲ့တာဟုတ်ကဲ့ပြီးတော့ဒီနမီတွေကအဖေအမေတာကြီးအောင်သမီးငယ်နေဦးမြင့်စွာခဏရက်ပြီးငါတို့ဒီနမီတွေကိုအသုံးပြုပြီးဒီမိသားစုကိုရှာဖွေကြည့်အောင်လို့ပြောတယ်ကျမခေါင်းကြီးလိုက်တယ်ကျမကွန်ပျူတာကိုဖွင့်ပြီးအင်တာနက်ပေါ်မှာစတင်ရှာဖွေတယ်1984ခုနှစ်မိသားစုအောင်နင်းနဲ့ရှာဖွေမှုရလက်တွေထွက်လာတယ်ဒါပေမဲ့ဘာမှမတွေ့ဘူးဆရာဘာမှမတွေ့ဘူးဒါဆိုငါတို့နောက်ထပ်နည်းလမ်းရှာရမယ်ဦးမြင့်စွာသူ့ရဲ့ဖုန်းကိုထုတ်ပြီးတယောက်ယောက်ကိုဖုန်းဆက်တယ်ဟေးကိုမျိုးလေးငါမင်းကိုခွင့်တောင်းစရာရှိလို့ဦးမြင့်စွာဖုန်းပြောနေတော့ကျမတိတ်ခွေကိုဆက်ကြည့်နေမိတယ်တိတ်ခွေရဲ့ညွှန်းစာရွက်မှာရေးထားတဲ့စာတွေကိုဖတ်ကြည့်မိတယ်ရုတ်တရက်ကျမတတိထားမိတယ်တိတ်ခွေရဲ့ညွှန်းစာရွက်မှာစာတစ်ကြောင်းရေးထားတယ်အဲ့ဒီစာအရန်သေးငယ်ပြီးမေးမိန်နေကျမအရေးအတတိမထားမိခဲ့ဘူးမှတ်ချက်အခန်း300ခွန်အတန်ဖန်းသည်အခန်း300ခွန်ကျမဒီစာကိုဦးမြင့်စိုးကိုပြတယ်သူကဖုန်းကိုချလိုက်ပြီးစာကိုကြည့်ရ
အခန်း300ခုဒါဘယ်အခန်းလဲကျမမသိဘူးဆရာငါတို့ဒီအခန်းကိုရှားမယ်နောက်တစ်နေ့မှာကျမတို့စတူဒီယိုဥပိုးဆန်ပြန်ရောက်လာတယ်ဒီကတော့သူကတယောက်တည်းမဟုတ်ဘူးသူနဲ့အတူအသက်40ကျော်လောက်ရှိမဲ့အမျိုးသမီးတယောက်ပါလာတယ်ဒါဒေါက်ခင်ခင်မီပါသူကဒီတိတ်ခွေကိုရောင်းချခဲ့ရှေးအောင်ပြင်စီဆိုင်ရှင်ပါဒေါက်ခင်ခင်မီကကျမတို့ကိုပြောပြတယ်ကျမဒီတိတ်ခွေအကြောင်းသိတဲ့လောက်ပြောပြပါမယ်ကျမတို့စပွဲမှာထိုင်ကြတယ်ဒေါက်ခင်ခင်မီကစတင်ပြောပြတယ်ဒီတိတ်ခွေကိုကျမစီကိုလူတစ်ယောက်ကလာရောက်တယ်သူကအိမ်ဟောင်းတစ်လုံးကိုရှင်းလာတဲ့အခါတော့တွေ့တယ်လို့ပြောတယ်ဘဲအိမ်လေဘိုးတော်မျိုးနေဟာအိမ်ဟောင်းတစ်လုံးပါအဲ့ဒီအိမ်ဟာနှစ်ပေါင်းများစွာလူသူမရှိပဲစွန့်ပစ်ခံထားရတယ်ဘာလို့စွန့်ပစ်ခဲ့ကြတာလဲဒေါက်ခင်မြခဏတိတ်ဆိတ်သွားတယ်ပြီးတော့အဲ့ဒီအိမ်မှာလွန်ခဲ့တဲ့အနေလေးစရာမိသားစုတစုပျောက်ဆုံးသွားခဲ့တယ်လို့ပြောတယ်ကျမရဲ့သူကြီးအေးခဲ့သွားတယ်ပျောက်ဆုံးသွားတယ်ဆိုတာဘယ်လိုလဲသူတို့ရုတ်တရက်ပျောက်သွားတာအိမ်ထဲမှာပစ္စည်းတွေအကုန်ရှိနေပြီပဲလူတွေမရှိတော့ရဲတွေလိုက်ရှာပြီးမှမတွေ့ဘူးသူတို့ဘယ်ရောက်သွားတယ်လို့ထင်လဲမသိဘူးဒါပေမဲ့အိမ်ကြီးချင်းတွေပြောဦးတယ်အဲ့ဒီအိမ်မှာညဖက်တွေဆိုထူးဆန်းတဲ့အတန်တွေကြားရတတ်တယ်လို့ဘလို့အတန်လဲအော်ဟိတန်တွေငိုးတန်တွေပြီးတော့ကဲပါလို့အော်နေတဲ့အတန်တွေကျမဦးမြင့်စိုးကြည့်လိုက်တယ်သူ့မျက်နှာဖြူရော်နေတယ်ဒါဆိုဒီတိတ်ခွေတွေကအတန်တွေကဒေါက်ခင်မီကခေါင်းငိမ့်နေအဲ့ဒီမိသားစုရဲ့အတန်တွေဖြစ်နိုင်တယ်ဒေါက်ခင်မီပြန်သွားပြီးနောက်မှာကျမတို့စတူဒီယိုထဲမှာတိတ်ဆိတ်နေခဲ့တယ်စုတွေမင်းဒီတိတ်ခွေကိုစနားတော်ချင်သေးလားဦးမြင့်စိုးကမေးတယ်ကျမကနာစဉ်းစားတယ်ကျမကြောက်နေတယ်ဒါပေမဲ့ကျမသိရှင်နေတယ်ဟုတ်ကဲ့ဆရာကျမစနားထောင်ခြင်းတယ်ဦးမြင့်စွာကောင်းကျင်ပြီးဒါဆိုငါတို့ဒီတိတ်ခွေကိုပို့ပြီးအသေးစိတ်စစ်ဆေးရအောင်ကျမတို့တိတ်ခွေကိုပုံမကောင်းမွန်တဲ့စက်နဲ့ချိတ်ဆက်လိုက်တယ်အတန်တွေကိုကွန်ပျူတာထဲကို digital အဖြစ်ပြောင်းလဲတယ်ပြီးတော့အတန်တွေကိုချဲ့ကြည့်တယ်စစ်ထုတ်တယ်ခွဲချမ်းစိတ်ပြတယ်ပထမဆုံးတွေ့ရှိချက်ကဒီတိတ်ခွေမှာအတန်လွှာနှစ်ခုရှိနေရဆိုတာပါဒါကဘာလို့ဆိုလိုတာလဲဆရာဒီတိတ်ခွေကိုအတန်ဖမ်းတဲ့အခါတစ်ချိန်တည်းမှာအတန်နှစ်ခုဖမ်းယူခဲ့တယ်ကိုဆိုလိုတာတစ်ခုကမိသားစုရဲ့အတန်နောက်တစ်ခုကနောက်ခံအတန်ဒါဆိုဒီအတန်နှစ်ခုကတစ်ချိန်တည်းမှာဖမ်းခဲ့တာလားဟုတ်တယ်ဒါဆိုမိသားစုကပျော်ရွှင်စွာစကားပြောနေချိန်မှာတခြားလူတွေကအကူအညီတောင်းနေခဲ့ရလားဒါမှမဟုတ်ဒုတိယတွေ့ရှိချက်ကပိုပြီးတင်းလန့်စရာကောင်းတယ်စုစုတွေဒီနောက်ခံတန်တွေကိုတေချာနားထောင်ကြည့်ပါကျမနှစ်ချက်ကိုတက်ပြီးနားထောင်တယ်ကဲပါငါတို့ဒီမှာပိတ်မိနေတယ်အရန်အေးတယ်အရန်လဲမောင်းတယ်ဘယ်သူမှငါတို့ကူညီတောင်းတယ်မကြားကြဘူးဒါပေမဲ့သူတို့ကပျော်နေကြတယ်ကျမနှစ်ချက်ကိုချလိုက်တယ်ဆရာဒီနောက်ခံစားကြောင်းဦးမြင့်စွာခေါင်းငိမ့်တယ်ဟုတ်တယ်ဒီအတန်ပိုင်ရှင်ကဒီမိသားစုကိုသိတယ်သူတို့ကဒီမိသားစုရဲ့စကားသံတွေကိုကြားနေရတယ်ဒါဆိုသူတို့ကဘယ်သူတွေလဲငါတို့သိအောင်လုပ်ရမယ်ဦးမြင့်စွာကွန်ပျူတာကိုဆက်လက်လုပ်ဆောင်တယ်သူအတန်တွေကိုပုံမချဲ့ကြည့်ပြီးခွဲချမ်းစိတ်ပြတယ်စုစုတွေဒီမှာကြည့်ပါကျမကွန်ပျူတာစခရင်ကိုကြည့်လိုက်တယ်အတန်လိုင်းတွေပြထားတယ်ဒီနောက်ခံတန်တွေကလူ၄ယောက်ရဲ့တန်တွေပါနေတယ်၄ယောက်ဟုတ်တယ်အမျိုးသားတစ်ယောက်အမျိုးသမီးတစ်ယောက်ပြီးတော့ကလေးနှစ်ယောက်ကျမထိတ်လန့်သွားတယ်ဒါဆိုဒါလည်းမိသားစုတစုလားဖြစ်နိုင်တယ်ဒါပေမဲ့သူတို့ကဘယ်သူတွေလဲဘာလို့ဒီတိတ်ခွေထဲမှာပါနေရလဲအဲ့ဒါကိုငါတို့ဆက်ရှာရမယ်အဲ့ဒီညမှာကျမအိမ်ကိုပြန်ရောက်ပြီးမဲ့အိမ်မပြောကျမဒီတိတ်ခွေရဲ့အကြောင်းတွေးနေမိတယ်ကျမကွန်ပျူတာကိုဖွင့်ပြီးဒီတိတ်ခွေရဲ့အတန်တွေကိုထပ်နားထောင်တယ်ဒီကတော့ကျမတယောက်တည်းနှစ်ချက်တက်ပြီးအတန်တွေကိုနားထောင်တယ်အော်မင်းဘာလုပ်နေရလဲကျွန်တော်ပုံဆွဲနေရဲ့ဖေးဘာပုံလဲကျွန်တော်တို့မိသားစုကိုပြီးတော့နောက်ကန်အတန်ကဲပါငါတို့ဒီမှာပိတ်မိနေတယ်အရန်အေးတယ်အရန်မှောင်တယ်သူတို့ပျော်နေကြတယ်ငါတို့လည်းအရန်သူတို့လိုပျော်ခဲ့ဘူးတယ်ကျမဒီစာချောင်းအောင်ကြတော့ကျမရဲ့ကြော်ရိုးတစ်လျှောက်အေးစိမ့်သွားတယ်ငါတို့လည်းအရန်သူတို့လိုပျော်ခဲ့ဘူးတယ်ဒီစကားကိုဘယ်သူပြောတာလဲဘာလို့ဆိုလိုတာလဲကျမတိတ်ခွေကိုထပ်နားထောင်တယ်ငါတို့လည်းအရင်ကသူတို့လိုပြောခဲ့ဘူးတယ်ဒါပေမဲ့အခုတော့ငါတို့ဒီမှာအတန်တွေကတဖြည်းဖြည်းတိုးပြီးပျောက်ခွေသွားတယ်ကျမတိတ်ခွေကိုရက်လိုက်တယ်ကျမရဲ့လက်တွေတုံရင်းနေတယ်ကျွေးတွေရွှဲနေတယ်
ကျမပြတင်းပေါက်စီကိုရှောက်သွားတယ်အပြင်မှာမိုးတွေကဆက်ရွာနေတော့ပဲလမ်းမီးတွေရဲ့လင်းရောင်ဟာမိုးရီထဲမှာမှုန်ဝါးနေတယ်ကျမရုတ်တရက်သတိထားမိတယ်ကျမရဲ့ပြတင်းပေါက်မှာလူရိတ်တစ်ခုတင်နေတယ်ကျမနောက်ကိုလှည့်ကြည့်လိုက်တော့ဘယ်သူမှမရှိဘူးဒါပေမဲ့ပြတင်းပေါက်မှာလူရိတ်ကရှိနေတော့ပဲအဲ့ဒီလူရိတ်ကကျမကိုပြန်ကြည့်နေတယ်အပိုင်း3ကျမပြတင်းပေါက်မှာထင်ဟပ်နေတဲ့လူရိတ်ကိုစိုက်ကြည့်နေမိတယ်အဲ့ဒီလူရိတ်ကကျမကိုပြန်ကြည့်နေတယ်ဒါပေမဲ့ကျမနောက်ကိုလှည့်ကြည့်လိုက်တဲ့အခါဘယ်သူမှမရှိဘူးကျမတယောက်တည်းပဲကျမပြတင်းပေါက်စီကိုပြန်လှည့်ကြည့်ရဲ့အဲ့ဒီလူရိတ်ကရှိနေတော့ပဲဒါပေမဲ့အခုတော့ပိုပြီးရှင်းလာတယ်အဲ့ဒါကလေးတယောက်ရဲ့ရုပ်သွင်းပါမိန်းကလေးတယောက်အသက်9နှစ်6နှစ်လောက်ရှိမယ်စပင်းတွေကတိုးတောင်းပြီးဝစ်စုံလေးရအဖြူရောင်ဒါပေမဲ့သူမရဲ့မျက်နှာမရှင်းဘူးမုံဝါးနေတယ်ဒါပေမဲ့သူမရဲ့မျက်လုံးတွေကထင်ရှားတယ်အနှဲအောင်ပေါက်ချင်းနှစ်ခုလိုပဲကျမမျက်လုံးကိုပို့ကြည့်ရပြီးတော့ပြတင်းပေါက်ကိုပြန်ကြည့်ရအဲ့ဒီလူရိတ်ပျောက်သွားပြီကျမအသက်ကိုဝါးဝါရှူလိုက်တယ်ငါစိတ်ထင်အောင်ထင်မှဖြစ်နေတာပါလို့ကိုပြောမိတယ်ဒါပေမဲ့ကျမသိရဒါစိတ်ထင်အောင်ထင်မှမဟုတ်ဘူးကျမအိပ်ရဝင်ဖို့ကြိုးစားပေမဲ့အိပ်မပြောဘူးကျမရဲ့ခေါင်းထဲမှာအဲ့ဒီတန်တွေပဲပဲ့တင်ထက်နေတယ်ငါတို့လေအရင်လူတွေလိုငါတို့လေအရင်ကသူတို့လိုပြောခဲ့ဘူးတယ်ဒီစကားကဘာလို့ဆိုလိုတာလဲဘယ်သူကပြောရလဲပြီးတော့သူတို့ကဘယ်မှာလဲမနက်မိုးလင်းတော့ကျမစတူဒီယိုအမြန်သွားတယ်ဦးမြင့်ဆိုတာရောက်နေပြီသူမျက်နှာအရင်ဝါတယ်လို့ဖြစ်နေဆရာတညလုံးဒီမှာပဲလားဦးမြင့်ဆိုတာကောင်းကြီးနေငါဒီတိတ်ကိုဆက်လေ့တာနေရစွစွတွေငါဒူးဆန်းတဲ့ຢာကိုတွေ့ခဲ့တယ်ဘာတွေ့လဲဆရာဦးမြင့်ဆိုတာကျမကိုကွန်ပျူတာစက်ဖရင်ရှိခေါ်သွားတယ်ဒီမှာကြည့်ဒီနောက်ခံတန်လေးကိုငါပို့ပြီးချဲကြည့်တဲ့အခါနောက်ခံတန်တစ်ခုတွေ့ခဲ့တယ်ဘာတန်လဲနားထောင်ကြည့်ပါဦးမြင့်ဆိုတာပလေးကလေးကိုနှိပ်လိုက်တယ်ပထမတော့ဘာတမ်းမှမကြားရအောင်ဒါပေမဲ့ကျမအာယုံဆိုင်ပြီးနားထောင်လိုက်တဲ့အခါတောက်တစုံတစ်ယောက်ကတကားကိုခောက်နေတယ်လို့အတန်မျိုးတောက်ပြီးတော့ဖွင့်ပေးပါကျေးဇူးပြုပြီးဖွင့်ပေးပါကျမကြက်သိန်းတွေထားလာတယ်ဒါတကားခောက်တယ်ပဲဟုတ်တယ်ပြီးတော့ဒီကားခောက်တာတိတ်ခွေရဲ့အစာပိုင်းမှာမပါဘူးတိတ်ခွေရဲ့အလဲပိုင်းမှာစပါတယ်ဒါဆိုဘာလို့ဆိုလိုတာလဲဒီလူတွေကတဏှာမှာပိတ်မိနေရပြီးတော့သူတို့အကူကြီးတောင်းတဲ့တကားကိုခောက်နေရဒါပေမဲ့ဘယ်သူမှသူတို့ကိုမကြောက်ဟုတ်တယ်ဘာလို့လဲဆိုတော့သူတို့ကဦးမြင့်စွာစကားကိုရက်ပြီးသူ့မျက်နှာဖြူရော်သွားတယ်ဆရာဘာဖြစ်တာလဲစွစွတွေငါဒီရဲ့တန်တွေကိုခွဲချဲစိတ်ပြကြည့်တဲ့အခါနောက်ထပ်တစ်ခုတွေးခဲ့တယ်ဘာလဲဒီနောက်ကတန်တွေကအတန်ဖမ်းထားတဲ့အခန်းတွေကမဟုတ်ဘူးဒါဆိုဘယ်ကလာလဲဒီရဲ့တန်တွေကနေရနေရနေလားကျမထိတ်လန့်သွားတယ်နေရနေရနေဆိုတော့ဘယ်လိုလဲဒီရဲ့တန်တွေရဲ့ချိန်ထဲကိုကြည့်လိုက်တဲ့အခါသူတို့ကအလွာတစ်ခုကိုဖျက်ကျော်လာရတယ်အုတ်ထရံတစ်ခုလိုအရာမျိုးဖျက်ကျော်လာရတယ်ဒါဆိုသူတို့ကနေရထဲမှာဟုတ်တယ်သူတို့ကနေရထဲမှာပိတ်မိနေရကျမတို့ဒီအကြောင်းကိုဖိုးဆောင်ဖုံးဆက်ပြောပြတယ်သူကချက်ချင်းပဲစတူဒီယိုရောက်လာတယ်မင်းတို့ဘာတွေရှာတွေ့ခဲ့လဲကျမတို့သူ့ကိုအကြောင်းဆုံးပြောပြတယ်ဥဖိုးဆိုင်ရဲ့မျက်နှာပိုပြီးဖြူရော်လာတယ်ဒါဆိုဒီတိတ်ခွေထဲမှာမိသားစုတချို့ရဲ့အတန်တွေအပြင်နောက်ထပ်မိသားစုရဲ့အတန်တွေပါပါနေရလားဟုတ်တယ်ပြီးတော့အဲ့ဒီဒုတိယမိသားစုကနေရန်ထဲမှာပိတ်မိနေရလားအဲ့လိုခံမှန်းရတယ်ဥပိုးဆန်ကခေါင်းခါတယ်ဒါမဖြစ်နိုင်ဘူးဒီလူတွေကနေရန်ထဲမှာဘယ်လိုပိတ်မိနေနိုင်မှာလဲကျွန်တော်လည်းမသိဘူးဒါပေမဲ့တက်တရားဒီတိတ်ခွေထဲမှာရှိတယ်ဥပိုးဆန်ကခဏတိတ်ဆိတ်သွားတယ်ပြီးတော့မင်းတို့ဒီယုံသွားကြည့်ကြလားလို့မေးတယ်ဘယ်အိမ်လဲဒီတိတ်ခွေကိုတွေ့ရတဲ့အိမ်ဗိုလ်တော်မျိုးနေအိမ်ဟောင်းကျမဦးမြင့်စိုးကိုကြည့်လိုက်တယ်
သူကခေါင်းကြီးနေသွားကြည့်ကြတာပေါ့ဗိုလ်တော်မြို့နေဟာအိမ်ဟောင်းကလမ်းချင်းလေးထဲမှာရှိတယ်အဒီနာအိမ်တွေဟာလူနေထူထပ်ပေမဲ့ဒီအိမ်ကတော့လူသူမရှိပဲစုပ်ပြခံထားရတယ်အင်းဟာတုံးတက်တိုက်ပါဗြိတိရှခေတ်ကဆောက်လုပ်ခဲ့တဲ့ပုံပဲနေရံတွေမှာဈေးတွေကွာကြနေပြီးပြတင်းပေါက်တွေမှာတန်ကြီးတွေတက်နေတယ်အရှိချမ်းတဲ့ခါမှာပေါင်းဝင်နေထူထပ်နေတယ်ဒီအိမ်ကိုဘယ်သူမှမနေရကြတော့ဘူးဥပိုးစာပြောတယ်အိမ်ကြီးရှင်းနေရညဘက်ဆိုဒီအိမ်ထဲကနေထူဆန်းတဲ့အတန်တွေကြားနေရတယ်လို့ပြောကြတယ်ကျမတို့အိမ်ထဲကိုဝင်လာတယ်အတွင်းထဲမှာမှောင်မင်းနေပြီးအနံ့အသက်တွေကမကောင်းစူထိုင်းတဲ့အနံ့ဆွေးမိတဲ့အနံ့ပြီးတော့တခြားအနံ့တစ်ခုကျမအဲ့ဒီအနံ့ကိုမှတ်မိတယ်ဒါသွေးနံပါသွေးဟောင်းနံ့ကျမတို့အိမ်ကိုတထပ်ပြီးတထပ်လက်ဖက်ကြည့်ရှုတယ်ပရမတ္ထကအေခန်းဓမင်းစားခန်းမိဖို့ကြောင့်ဒုတိယတခါအိတ်ခမ်းတွေတတိယတခါလေသာဆောင်အားလုံးကပလာခြင်းပါပဲပရိဘောဂတွေမရှိဘူးဘာမှမရှိဘူးဒါပေမဲ့တတိယထပ်ကိုရောက်တဲ့အခါဒီမှာကြည်စမ်းဥဖို့ဆန်အော်ပြောတယ်ကျမတို့သူ့စီကိုသွားကြည့်သူကနေရံတစ်ခုကိုညွန်ပြနေအဲ့ဒီနေရံမှာတကားတစ်ခုရှိတယ်တကားကတင်းငယ်ပြီးနေရံနဲ့ရောနေအဝေးကနေတတိမထားမိဘူးဥဖို့ဆန်တကားကိုဖွင့်ဖို့ကြိုးစားတယ်ဒါပေမဲ့တကားကတော့ခတ်ထားတယ်ဒီတကားကိုဖွင့်ရမယ်ဥဖို့ဆန်သူ့အိတ်ထဲကနေကလိယာတကူကိုတော့ပြီးတော့ဖွင့်ဖို့ကြိုးစားတယ်မိနစ်အနေငယ်ကြာတော့ကလစ်တော့ပွင့်သွားတယ်ဥဖို့ဆန်တကားကိုဖြင်းချင်းစွာဖွင့်လိုက်တယ်တကားရဲ့နောက်မှာလေကားတစ်ခုရှိတယ်လေကားကကျင်းမြောင်းပြီးမောင်မဲနေတယ်အောက်ကိုဆင်းသွားတဲ့လေကားပါဒါမြေအောင်ခန့်ကိုဆင်းတဲ့လေကားပဲကျမတို့တယောက်မျက်နှာတယောက်ကြည့်ကြတယ်ဆင်းချအောင်လေကားကမတ်ဆောက်ပြီးမောင်မဲနေတယ်ကျမတို့ဖုံးတွေနဲ့ဓမီတွေကိုဖွင့်ပြီးဖြင်းချင်းစွာဆင်းလာတယ်လေကားတစ်တွေကိုနေလိုက်တိုင်းခွေဆိုပြီးမြည်နေတယ်မြေအောင်ခန့်ထဲကိုရောက်တဲ့အခါကျမတို့မြင်လိုက်ရတဲ့အရာကျမတို့ကိုထိတ်လန့်သွားစေတယ်မြေအောင်ခန့်ကျင်းအောင်နေဒါပေမဲ့ဗလာချင်းမဟုတ်ဘူးအခန်းရဲ့အလယ်မှာစပွဲတစ်လုံးရှိတယ်စပွဲပေါ်မှာအတန်ဖန်ဆာဟောင်းတစ်ခုရှိတယ်အဲ့ဒီစကားကျမတို့စတူဒီယိုမှာရှိရဲ့စက်နဲ့တူတူပဲစပွဲဖက်လယ်မှာကလတိုင်းလေးလုံးရှိတယ်ကလတိုင်းဒီပေါ်မှာအယိုးစုတွေရှိတယ်လူအယိုးစုတွေ၄ခုအယိုးစုတွေကကလတိုင်းပေါ်မှာထိုင်နေတဲ့ပုံစံအတိုင်းရှိတယ်သူတို့ရဲ့လက်တွေကစပွဲပေါ်မှာတင်ထားတယ်တစုံတစ်ယောက်ကသူတို့ကိုဒီအတိုင်းထိုင်ခိုင်းထားသလိုပဲကျမအသက်ရှူဖို့တော့မေ့သွားတယ်ဒါတွေကဥမြင့်စောဟာအယိုးတွေစီကိုပြေးပြေးရှောက်သွားတယ်သူကဇွဲဘဝအတန်ပတ်ဆက်ကိုကြည့်တယ်ဒီဆက်ထဲမှာတိတ်ခွေတကူရှိတယ်သူကတိတ်ခွေကိုထုတ်ယူလိုက်တယ်တိတ်ခွေရဲ့အညွန့်စာရွက်မှာလက်ရည်နဲ့ရေးထားတယ်ဒုတိယမိသားစုရဲ့အတန်မတန်1984ဇန်နဝါရီလ15ရက်ကျမထိတ်လန့်သွားတယ်ဒီရက်ဆွဲဟာကျမတို့တိတ်ခွေနဲ့အတူတူပဲဟုတ်တယ်ဒီတိတ်ခွေနှစ်ခုကတနေ့ထဲမှာအတန်ဖမ်းခဲ့တာဒါပေမဲ့ဘာလို့ဒီလူတွေကဒီမှာကျမစကားကိုဆက်မပြောနိုင်တော့ကျမရိုးစုတွေကိုကြည့်နေမိတယ်အဲ့ဒီအချိန်မှာဥပိုးဆန်အော်လိုက်တယ်ဒီမှာကြည်စမ်းကျမတို့သူ့စီကိုတွားကြည့်တယ်သူကနေရံတစ်ခုညွန်ပြနေတယ်အဲ့ဒီနေရံမှာစာရီရေးထားတယ်လက်သေးနဲ့ကုတ်ချစ်ထားတဲ့စာရီငါတို့ဒီမှာပိတ်မိနေတယ်ဘယ်သူမှငါတို့ရဲ့ကိုကြီးတောင်းတောင်းမကြောက်ဘူးအပေါ်တက်ကသူတို့ကပြောနေကြတယ်ငါတို့လည်းအရင်ကသူတို့လိုပြောခဲ့ဘူးတယ်ဒါပေမဲ့အခုတော့ငါတို့ဒီမှာတည်ဆုံးရပြီကျမရဲ့သွေးတွေအေးခဲသွားတယ်ဒါကတိတ်ခွေတွေကအတန်တွေပဲဟုတ်တယ်ဒီလူတွေကဒီမြေအောင်ခန်းထဲမှာပိတ်မိနေခဲ့တာပြီးတော့သူတို့အကူကြီးတောင်းဖို့နေရန်တွေကိုကိုချစ်ခဲ့တယ်တကားကိုခောက်ခဲ့တယ်အတန်ဖန်းဆက်နဲ့အကူကြီးတောင်းခဲ့တယ်ဒါပေမဲ့ဘယ်သူမှသူတို့တောင်းမကြခဲ့ဘူးဘာလို့လဲဆိုတော့အပေါ်ထက်မှာတခြားမိသားစုကအတန်ဖန်းနေလို့သူတို့ရဲ့အတန်တွေဟာဒီလူတွေရဲ့အကူကြီးတောင်းတန်တွေကိုဖုံးလွှမ်းသွားတယ်ကျမထိုင်ငုံပေါ်ကိုလဲကျသွားတယ်ကျမရဲ့ခြေထောက်တွေမတည်မငြိမ်ဖြစ်နေတယ်ဒါဆိုဒီလူတွေကသူတို့ဒီမှာအရှင်လက်လက်ပိတ်မိပြီးတည်ဆုံးခဲ့တာဘယ်သူကသူတို့ကိုဒီမှာပိတ်လောင်ခဲ့တာလဲအဲ့ဒီအချိန်မှာကျမတို့ကြားလိုက်ရတယ်ခွင်း
အပေါ်ထက်ကတကပိတ်သွားတယ်ကျမတို့အားလုံးတယောက်မျက်နှာတယောက်ကြည့်ကြတယ်အဲ့ဟာဘာတူလဲကျမတို့လီကားအတိုင်းအမျက်တက်သွားတယ်ဒါပေမဲ့တကားကပိတ်နေပြီဥပိုးစာတကားကိုတုံးဝဲဖို့ကြိုးစားတယ်ဒါပေမဲ့မရဘူးတကားကအပြင်ကနေတော့ခတ်ထားတယ်ကျမတို့ပိတ်မိနေပြီအဲ့ဒီအချိန်မှာကျမကြားလိုက်ရတယ်နေရနေကနေအတန်တခုထွက်လာတယ်ကြိုးဆိုပါတယ်ခင်ဗျကြိုးဆိုပါတယ်ခင်ဗျားတို့လည်းငါတို့လိုပဲပိတ်မိသွားပြီအပိုင်းလေးကြိုးဆိုပါတယ်ခင်ဗျားတို့လည်းငါတို့လိုပိတ်မိသွားပြီအဲ့ဒီတန်တွေဟာနေရနေကနေထွက်လာတယ်လေတွေကနေထွက်လာတာမဟုတ်ဘူးနေရနေရဲ့အတွင်းတွေကနေတိုက်ရိုက်ထွက်လာတဲ့အတန်โอเคတန်โอเคတွေအင်္ဂလိပ်တွေကိုကြော်ပြတ်ပြီးထွက်လာတဲ့အတန်ကျမထိတ်လန့်တခြားနေရကိုကြည့်မိတယ်နေရတာမနေရတခုပါပဲအုံနေရအောင်ဈေးသားတွေကခွာချနေရနေရဒါပေမဲ့အဲ့ဒီနေရအခုတော့အတန်ကြီးထွက်နေရဘာတူလဲဘာတူပြောရလဲဥပိုးစာအော်မေးတယ်သူ့အတန်တုံရင်နေရကနေအတန်ကြီးပြန်လာတယ်ဒီကတော့ပိုရှင်းသွားတယ်ငါတို့ကဒီမှာနှစ်ပေါင်း40ကြာပိတ်မိနေတဲ့သူတွေပါမင်းတို့ကဘယ်သူတွေလဲငါတို့ကဒုတိယမိသားစုပါအပေါ်ထက်ကမိသားစုငှားထားတဲ့အင်ရှင်မိသားစုပါကျမဦးမြင့်စိုးကိုကြည့်လိုက်တယ်သူ့မျက်နှာဖြူရော်နေတယ်သူ့လက်တွေကတုံရင်နေတယ်ခမရတို့ဘာဖြစ်ခဲ့ရလဲနေရကနေအတန်တွေပြန်ထွက်လာတယ်ဒီကတော့အတန်ကဝမ်းနဲ့ကြေခွေနေတယ်ငါတို့ကိုဒီမှာပိတ်လောင်ခဲ့တယ်အပေါ်ထက်ကမိသားစုကငါတို့ကိုဒီမှာပိတ်လောင်ခဲ့တယ်ဘာလို့လဲသူတို့ကဒီအိမ်ကိုမတရားလိုချင်ခဲ့တယ်ငါတို့ရဲ့အိမ်ကိုလိုချင်ခဲ့တယ်ဒါကြောင့်သူတို့ကငါတို့ကိုဒီမှာပိတ်လောင်ပြီးအတန်ဖန်းဆက်ကိုဖွင့်ထားခဲ့တယ်ငါတို့ရဲ့ခုန်ကြီးတောင်းတန်တွေကိုဘယ်သူမှမကြားရအောင်သူတို့ရဲ့ပျော်ရွှင်တန်တွေနဲ့ဖုံးလွှမ်းခဲ့တယ်ကျမရဲ့ကြောရုပ်တစ်လျှောက်အေးဆက်သွားတယ်ဒါဆိုဒီရုပ်စုကငါတို့ပါပဲငါမိန်းမငါသားငါသမီးအားလုံးဒီမှာတည်သွားခဲ့တယ်ကျမတို့အားလုံးတိတ်ဆိတ်သွားတယ်ဒီအခန်းထဲမှာအသက်ရှင်နေတဲ့သူ3ယောက်နဲ့တည်သွားတဲ့သူ4ယောက်အားလုံးအတူတူကျမတို့ဒီကနေထွက်သွားခြင်းနဲ့ကျမတူတူလေးပြောလိုက်တယ်နေရကနေအတန်ပြန်လာတယ်ဒီကတော့အတန်ဝမ်းနေနေတယ်မထွက်နိုင်ဘူးငါတို့လည်းမထွက်နိုင်ခဲ့ဘူးခင်ဗျားတို့လည်းမထွက်နိုင်ဘူးဒါပေမဲ့ငါတို့မှာဖုန်းနေရှိတယ်အကူကြီးတောင်းလို့ရတယ်ကျမဖုန်းကိုထုတ်ကြည့်တယ်ဒါပေမဲ့ဖုန်းမှာလိုင်းမရှိဘူးဆက်သွယ်လို့မရဘူးလိုင်းမရှိဘူးဦးမြင့်စိုးနဲ့ဥပိုးဆန်တို့လည်းသူတို့ဖုန်းတွေကိုထုတ်ကြည့်ကြတယ်အားလုံးလိုင်းမရှိဘူးဒီမြောက်ခန်းဟာအချက်ပြလိုင်းတွေတားစီထားတယ်ဒါဆိုကျမတို့ဘယ်လိုထွက်ရမှာလဲနေရကနေအတန်ကြီးပြန်ထွက်လာတယ်ဒီကတော့အတန်တိုးညင်လာတယ်နီးလန်းတစ်ခုတော့ရှိတယ်ဘယ်လိုနီးလန်းလဲခင်ဗျားတို့ဒီအမှုကိုပေါ်ထုတ်ရမယ်ငါတို့ကိုတက်ခဲ့တဲ့သူကိုပေါ်ထုတ်ရမယ်ဒါမှငါတို့ကျွတ်လွတ်နိုင်မယ်ပြီးတော့ခင်ဗျားတို့လည်းလွတ်မြောက်နိုင်မယ်ဒါပေမဲ့ဒီလူတွေကအခုထိရှိနေသေးလားရှိတယ်သူတို့ကအခုထိဒီရုံစောင့်ကြည့်နေတယ်ခင်ဗျားတို့ဒီကိုရောက်လာတာကိုသူတို့သိတယ်ဒါကြောင့်သူတို့ကတကားကိုပြန်လာပိတ်တာကျမထိတ်လန့်သွားတယ်ဒါဆိုသူတို့ကအခုဒီနားမှာရှိနေရလားဟုတ်တယ်သူတို့ကခင်ဗျားတို့စောင့်ကြည့်နေတယ်ကျမတို့3ယောက်တယောက်မျက်နှာတယောက်ကြည့်ကြတယ်ကျမတို့ရဲ့မျက်လုံးတွေထဲမှာကြောင်ရွံ့မှုတွေရှိနေတယ်ကျမတို့ဒီကနေထွက်ဖို့နေလန့်ရှာရမယ်ဦးမြင့်စွာပြောတယ်ကျမတို့မြောက်ခန့်ကိုလှည့်ပတ်ကြည့်ရှုတယ်တကားအပြင်တခြားထွက်ပေါက်ရှိမရှိရှာတယ်ပြတင်းပေါက်တွေရှိမရှိရှာတယ်ဒါပေမဲ့ဘာမှမရှိဘူးတခုတည်းသောထွက်ပေါက်ကအပေါ်ကိုတက်သွားတဲ့လေကားပဲအဲ့ဒီလေကားရဲ့အပေါ်မှာတကားကတော့ကတ်ထားတယ်ကျမတို့ဒီတကားကိုဖွင့်ဖို့ကြိုးစားတယ်ဥပိုးဆန်ကသူ့အိတ်ထဲကနေကလိယာတွေကိုထုတ်တယ်သူကတကားကိုဖွင့်ဖို့ကြိုးစားတယ်ဒါပေမဲ့တော့အရန်ခိုင်ခံနေမရဘူးဒီတော့ကိုဖွင့်ဖို့အချိန်ယူရမယ်ကျမစိတ်ပြက်လက်ပြက်ထမ်းချလိုက်တယ်အဲ့ဒီအချိန်မှာကျမတတိထားမိရဲ့ဇွဲပေါ်ကအတန်ဖန်ဆက်ကပွင့်နေတော့မယ်တိတ်ခွေကလဲနေတော့မယ်ကျမအတန်ဖန်ဆက်စီကိုရှောက်သွားတယ်နှစ်ချက်ကိုတက်ပြီးနားထောင်တယ်တိတ်ခွေထဲမှာအတန်တွေရှိနေတော့မယ်ကဲပါငါတို့ဒီမှာဖိတ်မိနေတယ်အရန်အေးတယ်အရန်မောင်တယ်ဘယ်သူမှငါတို့အတန်မကြောက်ဘူးဒါပေမဲ့ဒီကတော့နောက်ထပ်အတန်တစ်ခုပါလာတယ်
ဒါပေမဲ့အခုတော့ခမရတို့ရောက်လာပြီခမရတို့ကငါတို့ကိုကူညီနိုင်တယ်ကျမပြန်ပြောမိတယ်ကျမတို့ဘယ်လိုကူညီနိုင်မှာလဲခမရတို့ဒီအမှုကိုပေါ်ထုတ်ရမယ်ငါတို့ကိုတတ်တဲ့လူတွေကိုပေါ်ထုတ်ရမယ်ဒါပေမဲ့ကျမတို့ဒီမှာပိတ်မိနေရဘယ်လိုပေါ်ထုတ်နိုင်မှာလဲခမရတို့မှာဒီတိတ်ခွေတွေရှိတယ်ဒီတိတ်ခွေတွေထဲမှာတက်တွေရှိတယ်ဘယ်လိုတက်တွေလဲနားထောင်ပါတေချာနားထောင်ပါကျမနှစ်ချက်ကိုတင်းချက်တက်ပြီးအာယုံဆိုင်နားထောင်တယ်တိတ်ခွေထဲမှာမိသားစုရဲ့ပြောတမ်းတွေစကြားနေရတယ်အော်မင်းဘာလုပ်နေရလဲကျွန်တော်ပုံဆွဲနေရပြီဘာပုံလဲကျွန်တော်တို့မိသားစုပေါ့ဒါပေမဲ့ဒီကတော့ကျမနောက်ခံတခြားအတန်တကူကြားလိုက်ရတယ်အလွန်တိုးညင်းတဲ့အတန်သူတို့ဒီမှာရှိနေတယ်ငါတို့သူတို့ဒီမှာပိတ်လောင်ထားတယ်တိတ်တိတ်နေဘယ်သူမှမကြားစေနဲ့ဒါပေမဲ့သူတို့ကငါတို့ဘာမှမလုပ်ဘူးလေငါတို့ကဒီရင်ကိုအပိုင်လိုချင်တယ်ဒါကြောင့်သူတို့ကိုဖယ်ရှားရမယ်ကျမနှစ်ချက်ကိုချလိုက်တယ်ကျမရဲ့ရင်တွေတရေရင်ခုန်နေရဲ့ကျမသူတို့ရဲ့တန်တွေကိုကြားလိုက်ရတယ်ဘယ်သူတွေလဲအပေါ်ထက်ကမိသားစုသူတို့ကဒီလူတွေကိုဒီမှာပိတ်လောင်ခဲ့တာကျမတို့တိတ်ခွေကိုဆန္ဒထောင်တယ်နောက်တော့အတန်တွေထွက်လာတယ်သူတို့ဒီမှာထားရင်ဘယ်သူမှတီးမှာမဟုတ်ဘူးဟုတ်တယ်ဒီမြောက်ခန့်ကိုဘယ်သူမှတုံးမှာမဟုတ်ဘူးပြီးတော့ငါတို့ကဒီအိမ်မှာဆက်နေလို့ရတယ်ဒါပေမဲ့သူတို့ရဲ့အတန်တွေသူတို့ရဲ့ကူညီတောင်းတနေကြရင်ဘယ်လိုလုပ်မလဲငါတို့အတန်ဖန်ဆက်ကိုဖွင့်ထားမယ်တချင်းတွေဖွင့်ထားမယ်ဒါမှသူတို့အတန်တွေဘယ်သူမှမကြားနိုင်ဘူးဒါပေမဲ့သူတို့တည်သွားရင်ရောတည်သွားရင်ပိုကောင်းတာပေါ့ဘယ်သူမှတီးမှာမဟုတ်ဘူးကျမဒီအတန်ကိုကြားရတာမခံနိုင်တော့ကျမနှစ်ချက်ကိုချလိုက်တယ်ဒါလူတက်မှုပဲဟုတ်တယ်သူတို့ကဒီလူတွေကိုတမင်တကာတတ်ခဲ့တာဒါပေမဲ့သူတို့ကဘယ်သူတွေလဲအခုထိရှိနေသေးတာဥပိုးစာစဉ်းစားနေပြီးတော့ငါမမိပြီလို့ပြောတယ်ဘာလို့လဲဒီအိမ်ကိုအခုထိပိုင်ဆိုင်နေသူရှိရဲ့သူတို့ကဒီအိမ်ကိုမရောက်ဘူးမငှဘူးဒါပေမဲ့သူတို့ကဒီအိမ်ကိုလာကြည့်တတ်တယ်သူတို့နာမည်တွေကဘယ်သူတွေလဲသူတို့ကဦးတန်းတို့ရဲ့တာသမီတွေကျမထိတ်လန့်သွားတယ်ဦးတန်းတို့အဲ့ဒါပထမမိသားစုရဲ့ဖခင်မဟုတ်လားဟုတ်တယ်သူတို့ကဒီအိမ်ကိုအမွေရထားတဲ့သူတွေသူတို့ကဒီအိမ်မှာဖြစ်ခဲ့တာတွေကိုသိတယ်ဒါကြောင့်ဒီအိမ်ကိုဘယ်သူမှမဝင်အောင်စောင့်ကြည့်နေရဒါဆိုသူတို့ကကျမတို့ကိုဒီမှာပိတ်လောင်ခဲ့ရလားဟုတ်တယ်သူတို့ကဒီအမှုကိုဖုံးကွယ်ခြင်းနေရကျမတို့အချိန်တွေကုန်ဆုံးနေတယ်မြေအောင်ခန်းထဲမှာလင်းအောင်အားနေလာတယ်ဖုန်းတွေရဲ့ဘက်ထရီတွေကုန်လာတယ်ကျုပ်တို့ဒီကနေထွက်ဖို့နီလန့်ရှာရမယ်ဦးစိုးမြင့်ကပြောတယ်မဟုတ်ရင်ကျုပ်တို့လည်းသူတို့လိုဖြစ်သွားလိမ့်မယ်ကျမဇွဲပေါ်အတန်ဖက်ဆက်ကိုကြည့်လိုက်တယ်တိတ်ခွေကလဲနေတော့ပဲကျမတို့အတန်ဖက်ဆက်ကိုတုံးလို့ရတယ်ဘယ်လိုတုံးမှာလဲအတန်ဖက်ဆက်ကအတန်ဖန်းယုံတယ်မဟုတ်ဘူးအတန်လွင်လဲလုံးနိုင်တယ်ကျမအတန်ဖက်ဆက်ကိုကင်ပြီးချိန်ကြည့်လိုက်တယ်ပြီးတော့ဆက်နဲ့အတန်လွင်စနစ်ကိုအဆုံးထိမြင်ထားလိုက်တယ်ဒီဆက်ကအတန်ကိုချဲ့ပြီးလွှင့်နိုင်တယ်ကျမတို့ရဲ့အတန်ကိုအပြင်လွှင့်လို့ရတယ်ဒါပေမဲ့ဒီမြောက်ခန့်အတန်တွေကိုတားဆီးနေတယ်နေရန်တွေကအတန်တွေကိုတားဆီးနိုင်ပြီမဲ့ဒီဆက်ကအတန်ကိုချဲ့နိုင်တယ်ကျင်းတို့နဲ့အတန်တွေကနေရန်တွေကိုဖျက်ချော်နိုင်တယ်ကျမအတန်ဖက်ဆက်ကိုချိန်ကြည့်လိုက်တယ်ပြီးတော့မိုက်ခရိုဖုန်းကိုကင်ပြီးစာပြောတယ်အခုကြီးတောင်းပါတယ်ကျမတို့ဗုဒ္ဓတော်မြို့နေရအိမ်ဟောင်းရဲ့မြောက်ခန်းထဲမှာပိတ်မိနေပါတယ်ကျေးဇူးပြုပြီးကဲတင်ပေးပါကျမရဲ့အတန်ဖက်ဆက်ကနေချဲ့ထွင်ပြီးလွှင့်တက်သွားတယ်နေရန်ကိုဖျက်ချော်ပြီးအပြောင်ရောက်သွားဖို့မျှော်လင့်ထပ်ပြောပါမြင့်စွာအားပေးတယ်ကျမထပ်ပြောတယ်အချင်းချင်းထပ်ပြောတယ်ရုတ်တရက်ကွမ်အပေါ်ထက်ကနေတကားခောက်တန်ချရတယ်ဟေးအောက်မှာလူရှိလားကျမတို့ဝမ်းသာအားရအော်ရဲလိုက်ကြတယ်ဟုတ်တယ်ကျွန်တော်တို့ဒီမှာပိတ်မိနေတယ်ကဲပါဦးမကြခင်တကားကိုပြန်ကနေဖွင့်လိုက်တယ်အလင်းရောင်တွေဝင်လာတယ်ကျမတို့လွတ်မြောက်သွားပြီကျမတို့ကယ်တင်ခဲ့တဲ့သူတွေကအိမ်နီးချင်းတွေပါသူတို့ကကျမတို့ရဲ့အကူအညီတောင်းတကိုကြားခဲ့တယ်ကျမတို့ရဲစက်ကောင်သွားပြီးအကြောင်းစုံတိုင်ကြားခဲ့တယ်ရဲတွေကဒီရုံရောက်လာပြီးစစ်ဆေးတယ်မြေအောင်ခန်းထဲကရုပ်စုတွေကိုတွေ့ရှိတယ်ပြီးတော့ဦးစန်းတို့ရဲ့သားသမီးကိုဖမ်းဆီးခဲ့တယ်သူတို့ကဒီအမှုကိုဖုံးကွယ်ဖို့စ조사ခဲ့တဲ့အတွက်တရားစွဲဆိုခံရတယ်ဒါပေမဲ့ဒီဇလန်ကဒီမားတွေမပြီးသေးဘူးအဲ့ဒီညကျမအိမ်ကိုပြောင်းတဲ့အခါကျမထူးဆန်းတဲ့အရာတကူသတိထားမိရဲ့ကျမရဲ့အိမ်ထဲမှာတစုံတစ်ယောက်ရှိနေတယ်လို့ခံစားရတယ်ကျမမိဖွင့်လိုက်တယ်အိမ်ခန်းထဲမှာကလေးမလေးနှစ်ယောက်ထိုင်နေတယ်သူတို့ကကျမကိုပြုံးပြတယ်ကျေးဇူးတင်ပါတယ်ကျမတို့ကိုကယ်တင်ပေးလို့ပြီးတော့သူတို့တဖြည်းဖြည်းမိန်ဖြော်ပြီးပျောက်ကွယ်သွားတယ်ကျမထိတ်လန့်တကြားရက်ကြည့်နေပြီအဲ့ဒီအချိန်မှာကျမရဲ့ဖုန်းမိရတယ်ဥမြင့်ဆိုစရာမစစ်ပါစုစုတွေင
ငါဒီတိတ်ခွေကိုထက်စစ်ကြည့်တယ်နောက်တဲ့အရာတစ်ခုကိုတွေ့တယ်ဘာလဲဆရာဒီတိတ်ခွေထဲမှာတတိယအတန်တော်တစ်ခုရှိနေသေးတယ်အပိုင်းကတတိယအလွာဆိုတဲ့စကားလုံးတွေကကျမရဲ့ခေါင်းထဲမှာပဲ့တည်တတ်နေတယ်ကျမဘုံကင်တိုင်းရင်အိတ်ခမ်းထဲမှာရက်နေပြီရဲ့ခုနကကလေးမလေးနေရာရဲ့ဝင်းကြီးနေပျောက်ခဲ့သွားတဲ့နေရာကိုငေးကြည့်နေပြီတယ်သူတို့တကယ်ရှိရတာလားဒါမှမဟုတ်ကျမစိတ်ကပဲဖန်တီးထားတာလားကျမမသိဘူးဒါပေမဲ့ဦးမြင့်ဆိုရဲ့မက်ဆေ့ကကျမကိုလက်ထိပ်ကဘာတွေကိုပြန်ခေါ်လာခဲ့တယ်တတိယအလွာကျမဦးမြင့်ဆိုစီကိုချက်ချင်းပုံဆက်လိုက်တယ်ဆရာဘာလို့ဆိုလိုတာလဲတတိယအလွာဆိုတာဘုံတစ်ဘက်ကဦးမြင့်ဆိုရဲ့အတန်တုံရင်နေတယ်ဒါပေမဲ့အဲ့ဒီအတန်ထဲမှာစိတ်လှုပ်ရှားမှုတွေပါနေတယ်စုစုတွေငါဒီတိတ်ကိုဆက်လေးလာနေတယ်ပထမအတန်လောကဦးတန်းထုံးတို့မိသားစုရဲ့ဦးတန်းထုံးတို့မိသားစုရဲ့အတန်ဒုတိယအတန်လောကမြေအောင်ခန်းထဲမှာရှိတဲ့အရှင်မိသားစုရဲ့အတန်ဒါပေမဲ့ပါလေဆရာနောက်ထပ်အတန်တစ်ခုရှိနေသေးတယ်အဲ့ဒီအတန်ကပိုပြီးနှဆိုင်နေပိုပြီးတိုးညင်းနေဒါပေမဲ့ပိုပြီးကြောက်စရာကောင်းတယ်ဘာအတန်လဲဆရာမနေ့ပြန်စတူဒီယိုမြင်မြန်လာခဲ့ငါမင်းကိုပြောပြမယ်မနေ့ကမှကျမစတူဒီယိုအပြေးလွှာရောက်လာတယ်မိုးကဆက်ရွာနေတော့ပဲကောင်းကင်ကြီးကမဲမောင်နေပြီးမိုးရိမ်နေကနေဆင်းနေတယ်ဒီရာသီဥတုကကျမရဲ့စိတ်ခံစားချက်နဲ့လိုက်ဖက်လုံးနေတယ်စတူဒီယိုရဲ့ဝင်လာတဲ့ကဥမြင့်စွာကွန်ပျူတာရှိမှထိုင်နေတယ်သူမျက်နှာအေးမွားတယ်လို့ဖြစ်နေပြီးမျက်လုံးတွေကหนีရဲနေတယ်ဆရာတညာလုံးမိတ်ဘူးလားမိန်နိုင်ဘူးဆွေးစိုးတွေရဲ့ငါဒီရတန်ကိုကြားပြီးကြတဲ့မိန်နိုင်တော့ဥမြင့်စွာကျမကိုနှစ်ချက်ပေးပြီးကွန်ပျူတာကိုညွှန်ပြတယ်နားထောင်ကြည့်ပါကျမနှစ်ချက်ကိုတက်ပြီးအာရုံစိုက်နားထောင်တယ်ပထမတော့ဘာအတမ်းမှမကြားရအောင်တိတ်ဆိတ်နေတယ်ဒါပေမဲ့ကျမစိတ်ရှည်နဲ့နားထောင်နေတယ်ရုတ်တရက်အသက်ရှူတဲ့တစုံတယောက်ရဲ့အသက်ရှူတဲ့လေးလံပြီးတော့ပြင်ပန်းနေတဲ့တက်ယူတဲ့ပြီးတော့ငါဒီမှာအဲ့ဒီသားတိုးညင်လုံးနဲ့ဝေးကနေပဲ့တင်ထက်လာတယ်လို့ပဲဒါပေမဲ့ရှင်းရှင်းလင်းလင်းကြားနေရတယ်ငါဒီမှာနှစ်ပေါင်းများစွာပိတ်မိနေတယ်ဘယ်သူမှငါ့ကိုမသိဘူးဘယ်သူမှငါ့ကိုမမမေ့ဘူးငါအစစ်မှန်ပါကျမနှစ်ချက်ကိုချလိုက်တယ်ကျမရဲ့လက်တွေတုံရင်နေတယ်ဆရာဒါကဘယ်သူ့အတန်လဲဦးမြင့်ဆိုတာကျမကိုကြည့်တယ်သူ့မျက်လုံးထဲမှာကြောက်ရွံ့မှုတွေရှိနေတယ်ငါဒီအတန်ကိုခွဲခြမ်းစိတ်ပြကြည့်ရဲ့ဒီအတန်တခြားအတန်တွေကပိုပြီးနှဆိုင်တဲ့ချိန်လုံးမှရှိရဲ့ဒါနေရံတွေကမဟုတ်ဘူးဒါဆိုဘယ်ရလာလဲဒီအတန်မြေကြီးအောက်ကနေလာတာကျမထိတ်လန့်သွားတယ်မြေကြီးအောက်ဆိုတာဘယ်လိုလဲမြေအောက်ခန့်ရဲ့အောက်မှာနောက်ထပ်အခန်းတစ်ခုရှိနေသေးတယ်ကျမတို့ဒီအကြောင်းကိုရဲတွေကိုချက်ချင်းကြောင်းကြားလိုက်တယ်ရဲတွေဗိုလ်တထောင်အိမ်အောင်လာပြီးမြေအောက်ခန့်ကိုထပ်မံရှာဖွေတယ်ဒီကတော့ကျမတို့အားလုံးပါတယ်ကျမဦးမြင့်စိုးဥပိုးဆန်ရဲရရှိတွေပြီးတော့မြို့နယ်အုပ်ချုပ်ရေးမှုတွေပါပါတယ်။မြေအောက်ခန်းရဲ့အရင်တိုင်းပါပဲ။ဇပွဲကလပ်ထိုင်တွေအယိုးစုတွေဒါပေမဲ့အခုတော့အဲ့ဒီຢာတွေအားလုံးကရဲတွေကတက်တည်းပြင်မှတ်တမ်းတင်ပြီးပြီ။နောက်ထပ်အခန်းတစ်ခုရှိနေသေးရဲ့ဆိုတာဘယ်လိုသိရလဲ။ရဲရရှိရမေးတယ်။ဦးမြင့်စွာရှေ့တိုးပြီးအတန်ခွဲချင်းစိတ်ပြကြည့်တဲ့အခါတတိယအတန်တော်တစ်ခုကိုတွေ့တယ်။အဲ့ဒီအတန်ဒီချမ်းပြင်အောက်ခဏလာတာလို့ပြောတယ်။ရဲရရှိကတန်ရရမျက်နှာနဲ့ကြည့်ပြီးမယ်စစ်ဆေးဖို့အမိန့်ပေးလိုက်တယ်ရဲတွေကချမ်းပြင်ကိုစတင်စစ်ဆေးတယ်ချမ်းပြင်ကအုပ်ခင်းထားတာပါဒါပေမဲ့အခန်းရဲ့ထောက်တဲ့နေရာမှာအုတ်တွေကနည်းငယ်ကွဲပြားနေတယ်ဒီမှာဒီအုတ်တွေကတခြားအုတ်တွေနဲ့မတူရဲတွေအဲ့ဒီအုတ်တွေကိုဖယ်လိုက်တဲ့အခါအောက်မှာတစ်သားတစ်ခါတစ်ခုရှိနေတကားကတင်းငယ်ပြီးလူတယောက်ဝင်လောက်တဲ့အရွယ်ပဲရှိတယ်တကားပေါ်မှာတန်ကြီးတက်နေတဲ့တောက်တစ်ခုရှိတယ်ဒီတကားကိုဖွင့်ပါရဲတွေတော့ကိုဖွင့်ဖို့စူးစမ်းပေမဲ့မရဘူးနောက်ဆုံးမှာတန်တူနဲ့ထူချိုပြီးဖွင့်လိုက်ရတယ်တကားဖွင့်သွားတဲ့အခါအောက်ကိုဆင်းသွားတယ်အောက်ကိုဆင်းသွားရင်လေကားတစ်ခုပေါ်လာတယ်လေကားကကြီးမြောင်ပြီးမဲမောင်နေတယ်အတွင်းထဲမှာအနံဆိုးတစ်ခုထွက်လာတယ်ဓမီတွေယူခဲ့ကျမတို့လေကားအတိုင်းပြင်းချင်းစွာဆင်းလာတယ်လေကားကနှဆိုင်လုံးနဲ့အနည်းဆုံး15ပေလောက်ရှိတယ်အောက်ကိုရောက်တဲ့အခါကျမတို့မြင်လိုက်ရတဲ့အခါကျမတို့ထိတ်လန့်သွားစေတယ်ဒါအခန်းချင်းတစ်ခုပါတိတ်မကျဲဘူး10ပေပတ်လည်လောက်ပဲရှိတယ်အခန်းထဲမှာလူတစ်ယောက်ရှိတယ်မဟုတ်လူတစ်ယောက်ရဲ့အယိုးစုကအခန်းရဲ့တောင်မှာခွေထိုင်နေတဲ့ပုံပါဒူးတွေကိုရင်ပန်းနဲ့ကထားပြီးလက်တွေကခေါင်းအုပ်ထားတယ်ဒါပေမဲ့အဲ့ဒီအယိုးစုရဲ့အနေထားထူးဆန်းတယ်သူကနေရာကိုမျက်နှာမူထားတယ်နေရာပေါ်မှာလက်သေးရာတွေအများကြီးပဲပြီးတော့နေရာမှာစာတွေရေးထားတယ်လက်သေးနဲ့ကုတ်ချထားတဲ့စာတွေငါဒီအိမ်ရဲ့ပိုင်ရှင်ပါသူတို့ကငါ့ကိုဒီမှာပိတ်လောင်ခဲ့တယ်သူတို့ကငါ့အိမ်ကိုယူသွားတယ်ပြီးတော့သူတို့ငါ့ကိုမေးသွားတယ်ဒါပေမဲ့ငါဒီမှာရှိနေတော့ပဲငါဒီမှာမြဲရှိနေမယ်ကျမအိတ်စာတွေကိုဖတ်ပြီးကြောချမ်းသွားတယ်တ
ဒါကတူလေရဲတွေအယူဆိုတခွဲခန်းစစ်စီဖို့ယူသွားကြတယ်ရန်နေငယ်ကြတော့ရလက်တွေထွက်လာတယ်ဒီယူဆိုဟာအမျိုးသားတယောက်ရဲ့ယူဆိုမျိုးသားတယောက်ရဲ့ယူဆိုပါအသက်40ကျော်လောက်ရှိမယ်သူတည်ဆုံးခဲ့တာနှစ်40ကျော်ပြီဒါပေမဲ့ပိုပြီးထိတ်လန့်စရာကောင်းတာဒီယူဆိုရဲ့ DNA ကမြောက်ခန်းထဲကယူဆို၄ခုနဲ့ကိုက်ညီနေတယ်ဒီလူကအဲ့ဒီမိသားစုရဲ့ဆွေမျိုးတယောက်ပါဒါပေမဲ့ဘာတူလဲကျမတို့ဒီအကြောင်းကိုဆက်လက်စုံစမ်းနေအိမ်ရဲ့မတန်တွေကိုရှာဖွေတယ်နောက်ဆုံးမှအမှန်တရားကိုတွေ့ရှိခဲ့တယ်ဒီအိမ်ကိုမူလဆောက်လုပ်ခဲ့တဲ့သူကဥပုခိုင်ဆိုတဲ့ကုန်သည်တယောက်ပါသူကဒီအိမ်ကို1950ခုနှစ်လောက်ကဆောက်လုပ်ခဲ့တယ်သူ့မှာသား2ယောက်ရှိတယ်တားကြီးကဦးတန်းထွန်းသားငယ်ကဦးတန်းထွန်းညီဖြစ်သူဥပုခိုင်တည်ဆုံသွားတဲ့အခါအိမ်ကိုသား2ယောက်စလုံးအမွေရခဲ့တယ်ဒါပေမဲ့တားကြီးကအိမ်တစ်ခုလုံးကိုလိုချင်ခဲ့တယ်ဒါကြောင့်သူကသူ့ညီကိုဒီမြောက်ခန်းကအခန်းထဲမှာပိတ်လောင်ခဲ့တယ်ပြီးတော့သူ့ညီဒီမှာရှိနေတာကိုဘယ်သူမှမသိအောင်ဖုံးခဲ့တယ်နောက်ပိုင်းမှာသူကအိမ်ငါမိသားစုကိုလည်းအဲ့ဒီလိုလုပ်ခဲ့တယ်သူတို့ကအိမ်ကိုလိုချင်လာတဲ့အခါသူတို့ကိုလည်းမြောက်ခန်းထဲမှာပိတ်လောင်ခဲ့တယ်ဒါပေမဲ့သူ့ညီကတော့အားလုံးရဲ့အောက်ဆုံးမှာရှိနေခဲ့တယ်သူကပထမဆုံးသားကောင်ပါကျမတို့ဒီအကြောင်းကိုသိပြီးနောက်မှာဦးတန်းတို့ရဲ့သားသမီးတွေအခုအသက်60ကျော်နေပြီလို့ထပ်မံစစ်ဆေးတယ်သူတို့ကဒီအကြောင်းကိုသိမသိပေမဲ့သူတို့ရဲ့ဖခင်ကဒီအိမ်ကိုအလွန်အမင်းတွေ့တာခဲ့တာလို့ပြောတယ်အဖေကဒီအိမ်ကိုဘယ်တော့မှမရောက်ချင်ဘူးဘယ်သူ့ကိုမှမပေးချင်ဘူးဒီအိမ်ကသူ့အတွက်အရာအလုံးပဲလို့သူတို့ကပြောတယ်ဒါပေမဲ့အခုတော့အမှန်တရားပေါ်ထွက်လာပြီဦးတန်းတော်ကသူ့ညီကိုတက်ခဲ့တယ်ပြီးတော့အိမ်ငါမိသားစုလည်းတက်ခဲ့တယ်ဒါတွေအားလုံးကသူဒီအိမ်ကိုလိုချင်လို့ပါဒါပေမဲ့ဇလန်းကဒီမှာမပြီးသေးဘူးအဲ့ဒီညမှာကျမအိမ်မှာတယောက်တည်းရှိနေတယ်ကျမဒီတဲကိုပြန်နားထောင်နေတယ်ရုတ်တရက်ကျမတတိထားမိတယ်တတိယလွာမှာနောက်ထပ်စကားတစ်ခုရှိနေတယ်သူတို့အားလုံးငါ့ကိုမေးသွားကြတယ်ဒါပေမဲ့ငါဒီမှာရှိနေတော့ပဲပြီးတော့ငါခမရတို့အားလုံးကိုစောင့်ကြည့်နေတယ်ကျမချက်သိမ်းနေထားလာတယ်ပြီးတော့ခမရတို့ဒီအတန်ကိုကြားနေရတယ်ဆိုတာခမရတို့လည်းဒီအိမ်နဲ့ဆက်ဆက်နေလို့ပဲခမရတို့လည်းဒီအိမ်ရဲ့အစိပ်ပိုင်းတစ်ခုဖြစ်သွားပြီပြီးတော့ခမရတို့ဘယ်တော့မှလွတ်မြောက်မှာမဟုတ်ဘူးကျမနှစ်ချက်ကိုချလိုက်တယ်ကျမရဲ့ရင်တွေတရင်နဲ့ခုန်နေတယ်အဲ့ဒီအချိန်မှာကျမရဲ့ပြတင်းပေါက်ကိုတစုံတစ်ယောက်ခေါက်လာတယ်တောက်ကျမပြတင်းပေါက်ကိုကြည့်လိုက်တယ်အပြင်မှာလူကြီးတစ်ခုရက်နေတယ်ဒါပေမဲ့အဲ့ဒီလူကြီးကကျမရဲ့ရုပ်တင်ပါကျမကိုယ်တိုင်ပဲအပိုင်း6ကျမပြတင်းပေါက်မှာထင်နေတဲ့ကိုရုပ်တင်ကိုဆက်ကြည့်နေမိတယ်အဲ့ဒီရုပ်တင်ကကျမနဲ့အတူတူပဲစပင်းပုံစံမျက်နှာအမူအရာအဝယ်စားအားလုံးတူတယ်ဒါပေမဲ့တခုတော့ကွဲတယ်အဲ့ဒီရုပ်သွေးပြားကျမကိုပြုံးပြနေတယ်ကျမမပြောဘူးကျမထိတ်လန့်တခြားရဲကြည့်နေမိတယ်ဒါပေမဲ့ပြတင်းပေါက်တွေကကျမကတော့ပြုံးနေတယ်အေးစက်တဲ့အပြုံးတစ်ခုလူသားတစ်ယောက်ရဲ့အပြုံးမဟုတ်ဘူးကျမနောက်ကိုဆုပ်သွားတယ်ပြတင်းပေါက်တွေကရုပ်တင်ကနောက်မဆုပ်ဘူးသူမရှေ့ကိုတိုးလာတယ်ပြတင်းပေါက်မှန်ကိုကြော်ဖြတ်ပြီးအခန်းထဲကိုဝင်လာတယ်ကျမမျက်လုံးတွေကိုတင်းတင်းမေးလိုက်တယ်ပြီးတော့ပြန်ဖွင့်ကြည့်တယ်ပြတင်းပေါက်မှာဘာမှမရှိအောင်ကျမအသက်ကိုဝါဝါရွှေလိုက်တယ်ကျမရဲ့တရင်လေးခုန်နေချွေးတွေရွှဲနေငါစိတ်ထင်အောင်ထင်မနေရပါလို့ကိုယ့်ကိုပြောမိတယ်ဒါပေမဲ့ကျမသိတယ်ဒါစိတ်ထင်အောင်မားတာမဟုတ်ဘူးမနက်မိုးလင်းတော့ကျမစတူဒီယိုတောက်ဖို့ပြင်းတယ်ဒါပေမဲ့ကျမအိမ်ကနေမထွက်သွားနိုင်ဘူးကျမတကူကိုတတိထားမိလိုက်လို့ပါကျမရဲ့မှန်ထဲမှာကျမရဲ့ရုပ်ပုံကမှန်မှန်ကန်ကန်မလှရှားဘူးကျမလက်ကိုမြောက်လိုက်တဲ့အခါမှန်နေရရုပ်ပုံကလက်ကိုချက်ချင်းမမြောက်ဘူးစက္ကန့်ပိုင်းနဲ့နောက်ကျပြီးလက်မြောက်တယ်ကျမခေါင်းကိုရမ်းလိုက်တဲ့အခါမှန်နေရရုပ်ပုံကခေါင်းဆန်းငိမ့်နေတယ်ပြီးတော့ဖြင်းချင်းစွာကျမစီကိုလှည့်လာတယ်ကျမထိတ်လန့်သွားတယ်ကျမမှန်နေအားလုံးကိုစောင်းလေးနဲ့ဖုံးကိုပြလိုက်တယ်ဒါပေမဲ့အဲ့ဒီအချိန်မှာကျမတတိထားမိတယ်ကျမရဲ့အရေးကမှန်မှန်ကန်ကန်မလှရှားဘူးကျမလမ်းလျှောက်တဲ့အခါအရေးကနောက်ကျကျန်ခဲ့တယ်ကျမရက်တဲ့အခါအရေးကဆက်လျှောက်နေတယ်ကျမကြောင်းလန့်ပြီးအိမ်ထဲကထွက်ပြေးလာခဲ့တယ်စတူဒီယိုရောက်တဲ့အခါဦးမြင့်စွာကျမကိုစိုးရင်တကြီးကြီးရဲ့စုထွေမင်းနေမကောင်းဘူးလားမင်းမျက်နှာဖြူရော်နေရဲ့ကျမအဆင်ပြေပါရဲ့ဆရာကျမဦးမြင့်စိုးကိုမပြောရဲဘူးကျမမြင်ခဲ့ရရတယ်ကြားခဲ့ရတယ်ကိုမပြောရဲဘူးဘာလို့လဲဆိုတော့ကျမကိုယ်တိုင်တောင်မယုံနိုင်လို့ပါစုထွေငါမင်းကိုပြောစရာရှိရဲ့ဘာလဲဆရာဒီတိတ်ခွေတွေကိုငါဆက်လေ့လာနေတယ်ငါနောက်တဲ့ຢာတစ်ခုကိုတွေးခဲ့တယ်။ဦးမြင့်စွာကျမကိုကွန်ပျူတာစီကိုခေါ်သွားတယ်။ဒီမှာကြည့်ဒီ
ဒီတတိယတန်လောက်မှာထူးဆန်းတဲ့အရာတခုရှိနေတယ်။ဘာလဲဆရာ။ဒီအတန်ကအခုထိဆက်နေရဲ့။ကျမနားမလဲဘူး။ဆက်နေရဆိုတာဘယ်လိုလဲဆရာ။ဒီတိတ်တွေကိုအတန်ဖမ်းခဲ့တာလွန်ခဲ့တဲ့အနေလေးဆရာ။ဒါပေမဲ့ဒီတတိယတန်လောကအခုထိဆက်လည်နေရဲ့။မဖြစ်နိုင်ဘူး။တိတ်ခွေတကူကဘယ်လိုလုပ်ပြီးဆက်မပြတ်အတန်ဖမ်းနေနိုင်တာလဲ။ဒါကတာမန်တိတ်ခွေမဟုတ်ဘူးစုစုတွေရဲ့။ဒါကတခုနဲ့ချိတ်ဆက်နေရဲ့။ဘာနဲ့လဲဆရာ။မြင့်စွာကျမကိုစိုက်ကြည့်ရဲ့။သူ့မျက်လုံးထဲမှာကြောက်ရွံ့မှုတွေရှိနေရဲ့။အဲ့ဒီအိမ်နဲ့ကျမတို့ဗိုလ်တထောင်အိမ်အောင်ပြန်သွားဖို့ဆုံးဖြတ်လိုက်တယ်။ဒီကတော့ကျမတို့နှစ်ယောက်တည်းရဲတွေမပါဘူး။ဦးဘိုးဆန်မပါဘူး။အိမ်ရှိကိုရောက်တဲ့ကကျမတို့တတိထားမိရဲ့။အိမ်ကအရင်ကတည်းကပို့ပြီးဆွေးမိနေပုံရတယ်။နေရန်တွေမှာအကွဲကြောင်တစ်တီပေါ်လာတယ်။ပြတင်းပေါက်တွေကပွဲရနေတယ်။ကျမတို့အိမ်ထဲကိုဝင်လာတယ်။အတွင်းထဲမှာအနမ်းသက်တွေပို့ပြီးဆိုးဝါလာတယ်။စိုးထိုင်းတဲ့အနမ်းတွေဆွေးမိတဲ့အနမ်းတွေပြီးတော့အခြားအနမ်းတစ်ခုလူသေးနမ်းကျမတို့မြေအောင်ခန်းစီကိုဆင်းသွားတယ်။ပထမမြေအောင်ခန်းကိုပြပြီးဒုတိယမြေအောင်ခန်းစီကိုဆက်ဆင်းတယ်။ဒုတိယမြေအောင်ခန်းထဲမှာအရင်အတိုင်းပဲရိုးစုကတောင်းမှခွေတိုင်းနေတော့နေရန်ဘွားစာတွေရှိနေတော့ဒါပေမဲ့တခုတော့ထူးကြတယ်။အခန်းရဲ့အလယ်မှာပစ္စည်းတစ်ခုရှိနေတယ်။အဲ့ဒါအတန်ဖတ်ဆက်တစ်ခုပါ။ကျမတို့အရင်ကဒီအခန်းကိုရှာဝေတော့ဒီဆက်မရှိခဲ့ဘူး။ကျမဦးမြင့်စိုးကိုကြည့်လိုက်တယ်။သူ့မျက်နှာအဖြူရောင်နေတယ်။ဒီဆက်ကအခုမှရောက်လာလား။ဒါမှမဟုတ်ဒီဆက်ကအစာခဲကဒီမှာရှိနေရလား။ကျမအတန်ဖတ်ဆက်ကိုဖြင်းချင်းစွာရှောက်သွားတယ်။ဆက်ကဖွင့်ထားတယ်။ထိတ်ခွေကလဲနေတယ်။ကျမနှစ်ချက်ကိုတက်ပြီးနားထောင်တယ်။တိတ်ခွေထဲမှာအတန်တွေရှိနေတယ်။ငါဒီမှာရှိနေတော့ပဲ။ငါဒီမှာအမြဲရှိနေတယ်။ပြီးတော့ငါခမရတို့အားလုံးကိုစောင့်ကြည့်နေတယ်။ခမရတို့ဒီအတန်ကိုကြားနေရတယ်ဆိုတာခမရတို့လည်းဒီအိမ်နဲ့ဆက်ဆက်နေလို့ပဲခမရတို့လည်းဒီအိမ်ရဲ့အစိပ်ပိုင်းတစ်ခုဖြစ်သွားပြီကျမနှစ်ချက်ကိုချလိုက်တယ်ကျမရဲ့လက်တွေတုံရင်းနေတယ်ဆရာဒီဆက်ထဲမှာအတန်တွေရှိတယ်ဦးမြင့်ဆိုတာနှစ်ချက်ကိုတက်ပြီးနားထောင်နေသူမျက်နှာပိုးပြီးဖြူရော်လာတယ်ဒါငါတို့ကိုပြောနေရဘယ်သူကပြောနေရလဲဒီအိမ်ကငါတို့ကိုပြောနေရကျမတို့ဒီအကြောင်းကိုဦးဖိုးဆန်ကိုပြောပြတယ်သူကချက်ချင်းပဲစတူဒီယိုရောက်လာတယ်မင်းတို့ဘာရီရှာတီးခဲ့လဲကျမတို့သူ့ကိုအကြောင်းစုံပြောပြတယ်။ဦးဖိုးဆန်ရဲ့မျက်နှာပိုပြီးတီလာတယ်။ငါမင်းတို့တခုပြောပြရမယ်လို့သူကပြောတယ်။ဘာလဲဒီရင်ကမူလဆောက်လုပ်ခဲ့တဲ့ဦးဖိုးကန်ကသူကဒီရင်ဆောက်လုပ်တဲ့ကဒုစက်နဲ့အရာတခုလုပ်ခဲ့တယ်။ဘာလဲသူကဒီရင်ရဲ့အုံမီအောင်မှာလူတယောက်ကိုအရှင်လဲမြုပ်ခဲ့တယ်။ကျမထိတ်လန့်သွားတယ်။ဘာလို့လဲအဲ့ဒီကြီးကအယိုစားတစ်ခုရှိတယ်။အိမ်ဆောက်တွေကလူတယောက်ကိုအုံမီအောင်မှာမြုပ်ရင်အင်းရခိုင်ခတ်မယ်ကံကောင်းမယ်လို့ယုံကြည်ကြတယ်။ဒါဆိုဒီရင်ရဲ့အုံမီအောင်မှာလူတစ်ယောက်ရှိတယ်။အဲ့ဒီလူရဲ့ဝิญญาဏ်တင်းရုံဆောင်းရှောက်နေတယ်။ဒီရင်နဲ့ဆက်ဆက်နေတဲ့သူတိုင်းကိုသူကစောင့်ကြည့်နေတယ်။ဒါဆိုဒီတတိယလွာအဲ့ဒီဝิญญาဏ်ရဲ့အတန်ပဲကျမတို့ဒီအကြောင်းကိုဆက်လက်ဆောင်ဆိုင်ဖို့ဆုံးဖြတ်လိုက်တယ်။ဒီရင်ရဲ့အုံမီအောင်မှာတကယ်ပဲလူတစ်ယောက်ရှိမရှိသိချင်တယ်။ဒါပေမဲ့ဒီအချိန်မှာကျမတို့ထူးဆန်းတဲ့အရာတွေပိုပြီးခံစားလာရတယ်။ကျမဘယ်နေရာမှာပဲဖြစ်ဖြစ်တစုံတစ်ယောက်ကကျမကိုစောင့်ကြည့်နေတယ်လို့ခံစားနေရတယ်။ကျမရဲ့အရေးကကျမရဲ့လှုပ်ရှားမှုတွေမလိုက်တော့တခါတလေအရေးကကျမရဲ့ဆန့်ကျင်ဘက်ကိုလှုပ်ရှားနေတယ်။ကျမမှန်နေကိုကြည့်တဲ့အခါကျမရဲ့ရုပ်ပုံအစားတခြားလူတစ်ယောက်ရဲ့ရုပ်ပုံမြင်နေရတယ်။အဲ့ဒီလူကအယုံစုတစ်ခုပါ။ကျမအိပ်ပျော်နေတဲ့အခါကျမရဲ့နားတွေကိုအတန်တွေဝင်လာတယ်။မင်းဒီရင်ရဲ့အစိပ်ပိုင်းတစ်ခုဖြစ်သွားပြီ။မင်းဘယ်တော့မှမလွတ်မြောက်တော့ဘူးမင်းဒီမှာထာဝရရှိနေလိမ့်မယ်ကျမလန်ထိုးလာတဲ့အခါကျမရဲ့အိယာဘေးမှာလူတစ်ယောက်ရက်နေတာကိုတွေ့ရတယ်အဲ့ဒီလူကကျမပါကျမရဲ့အရေးပါသူမကျမကိုပြုံးပြတယ်ငါတို့အတူတူဒီမှာနေကြရအောင်ကျမမခံနိုင်တော့ဘူးကျမဦးမြင့်စောကိုကြီးတောင်းဖို့ဆုံးဖြတ်လိုက်တယ်ဆရာကျမကြောက်တယ်ကျမတခုဖြစ်နေရဲ့ဦးမြင့်စောကကျမကိုစိုးရိမ်တကြီးကြည့်ရဲ့စွစွတွေမင်းဘာတွေဖြစ်နေရလဲကျမသူ့ကိုအကြောင်းဆုံးပြောပြတယ်အရေးအကြောင်းမှန်တရားရုပ်ပုံတွေအကြောင်းအိမ်မက်တရားအတန်တွေအကြောင်းဦးမြင့်စွာကျမပြောတာကြီးကြားပြီးတိတ်ဆိတ်သွားတယ်ပြီးတော့သူကငါတို့ဒီရင်ကိုပြန်သွားရမယ်လို့ပြောတယ်ဘာလို့လဲဒီရင်ကမင်းကိုဆွဲခေါ်နေရဲ့မင်းဒီရင်ရဲ့အစိမ်းပိုင်းတစ်ခုဖြစ်သွားပြီမင်းဒီရင်ကိုပြန်သွားပြီးဒီကိစ္စကိုအပြည့်တက်ရမယ်မဟုတ်ရင်မင်းဘယ်တော့မှလွတ်မြောက်မှာမဟုတ်ဘူးကျမတို့ဗိုလ်တထောင်အိမ်အောင်စီကိုပြန်သွားကြတယ်ဒီကတော့ကျ
ကျမတယောက်တည်းအိမ်ထဲကိုဝင်သွားတယ်ဦးမြင့်စွာအပြင်မှာစောင့်နေတယ်အိမ်ထဲမှာမောင်မဲနေတယ်ပြီးတော့ကျမဓမီကိုဖွင့်ပြီးလေကားအတိုင်းအောက်ကိုဆင်းသွားတယ်ပရမမြေအောင်ခံပြီးတော့ဒုတိယမြေအောင်ခံထဲမှာအရင်အတိုင်းပဲအယိုးစုနေရံဘဝစာတွေအတန်ဖန်ဆက်ဒါပေမဲ့အခုတော့အဲ့ဒီຢာတွေအားလုံးဟာကျမကိုစိုက်ကြည့်နေတယ်လို့ခံစားရတယ်ကျမအတန်ဖန်ဆက်စီကိုရှောက်သွားတယ်နှစ်ချက်ကိုတက်ပြီးနားထောင်တယ်မင်းပြန်လာပြီငါမင်းကိုစောင့်နေရအောင်မင်းဒီရဲ့စိတ်ပိုင်းတစ်ခုဖြစ်သွားပြီဒါပေမဲ့မင်းတယောက်တည်းမဟုတ်ဘူးနောက်ထပ်လူတစ်ယောက်ရှိသေးတယ်သူကမင်းကိုစောင့်နေတယ်သူကမင်းရဲ့အဲ့ချိန်မှာကျမနောက်ွယ်ကနေအတန်တစ်ခုထွက်လာတယ်စုရီကျမလှည့်ကြည့်လိုက်တယ်အဲ့ချိန်မှာဦးမြင့်စောကရက်နေတယ်ဒါပေမဲ့သူ့မျက်နှာမမှန်ကန်ကန်မဟုတ်ဘူးသူ့မျက်နှာရိုးစုတစ်ခုရဲ့မျက်နှာအပိုင်းကွန်ဦးမြင့်စောရဲ့မျက်နှာလူမျက်နှာမဟုတ်တော့ဘူးအရိုးစုတစ်ခုရဲ့မျက်နှာကျမထိတ်လန့်နေကြနောက်ကိုစုပ်သွားတယ်ကျမရဲ့ကြောဟာအေးဆက်တဲ့နေရင်ကိုတီးသွားမိတယ်ဒီတက်ဆုပ်စရာနေရာမရှိတော့ဘူးဆရာမျက်နှာကဦးမြင့်စောကကျမစီကိုဖြင်းရင်းစွာရှောက်လာတယ်သူ့ရဲ့ခြေလမ်းတွေကလေးလံပြီးမတီမငြိမ်ဖြစ်နေတယ်သူကကျမကိုပြောပြဖို့ကြိုးစားပေမဲ့သူ့ရဲ့မျက်နှာကရိုးစုတစ်ခုဖြစ်နေတော့အပြုံးဆိုတာမရှိတော့ဘူးမယိုးတွေပဲလှုပ်ရှားသွားတယ်စုတွေမကြောက်ပါနဲ့ဒါပေမဲ့သူ့အတန်ပုံမှန်မဟုတ်ဘူးအရင်ကဦးမြင့်ဆိုရဲ့အတန်မဟုတ်တော့ဘူးဒီအတန်ပို့ပြီးနှဆိုင်နေပို့ပြီးအိုမင်းနေပို့ပြီးမသားရဘူးဆရာဘာဖြစ်နေရလဲဦးမြင့်ဆိုရက်သွားတယ်သူကကျမကိုစိုက်ကြည့်နေရဲ့သူ့ရဲ့မျက်လုံးတွေကမဟုတ်ဘူးသူ့မှာမျက်လုံးမရှိတော့မျက်တွင်းနေရာမှာမဲမောင်တဲ့အပေါင်းတစ်ခုရှိနေတယ်ငါကဦးမြင့်စုံမဟုတ်တော့ဘူးဒါဆိုဘာလို့လဲငါကဒီအိမ်ပဲကျမထိတ်လန့်သွားတယ်ဒီအိမ်ကဆရာကိုဟုတ်တယ်ဒီအိမ်ကငါ့ကိုတဲယူလိုက်ပြီမင်းလေဒီအိမ်ရဲ့အစိပ်ပိုင်းတစ်ခုဖြစ်သွားပြီဒီအိမ်ကိုရောက်လာတဲ့သူတိုင်းဒီအိမ်ရဲ့လျှို့ဝှက်ချက်ကိုတီးသွားတဲ့သူတိုင်းဒီအိမ်ရဲ့အစိပ်ပိုင်းတစ်ခုဖြစ်သွားကြတယ်မဖြစ်နိုင်ဘူးကျမဒီအိမ်ကိုဘာမှမလုပ်ခဲ့ဘူးမင်းဒီအိမ်ရဲ့အတန်တွေကိုကြားခဲ့တယ်ဒါကလုံလောက်ပြီဦးမြင့်စိုးဒါမှမဟုတ်ဦးမြင့်စိုးရဲ့ခန္ဓာကိုယ်တင်ယူထားတဲ့ຢာကျမစီကိုထပ်ပြီးလျှောက်လာတယ်သူ့ရဲ့လက်တွေကကျမစီကိုစံတန်းလာတယ်မင်းဒီမှာထာဝရနေရလိမ့်မယ်ငါတို့အားလုံးဒီမှာထာဝရနေရလိမ့်မယ်ကျမအတန်ကိုအော်ဟစ်လိုက်တယ်ပြီးတော့ဦးမြင့်စိုးတွန်းထုတ်ပြီးလေကားအတိုင်းအပေါ်ပြေးတက်လာခဲ့တယ်အင်းပြင်ရောက်တဲ့အခါကျမအသက်ရှူမသွားတယ်လို့ဖြစ်နေတယ်မိုးကဆက်ရွာနေတော့ပဲကျမမိုးရီထဲမှာရက်ပြီးအိမ်ကိုပြန်ကြည့်မိတယ်အိမ်ကအရာထက်ပိုပြီးကြောက်စရာကောင်းနေတယ်ပြတင်းပေါက်တွေကမျက်လုံးတွေလိုပဲအိမ်ရှိတကားပါဇက်ကြီးတစ်ခုလိုပဲအိမ်တစ်ခုလုံးဟာတက်ရှိတစ်ခုလိုတက်ဝင်နေတယ်ကျမဒီအိမ်ကနေဝေးရောက်ပြေးထွက်လာခဲ့တယ်ကျမအိမ်ကိုပြန်ရောက်တဲ့အခါတကားကိုတောက်ခတ်လိုက်တယ်ပြတင်းပေါက်တွေကိုပိတ်လိုက်တယ်မှန်နေအားလုံးဆောင်းနေဖုံးလိုက်တယ်ကျမအိမ်ခန်းထဲမှာထိုင်ပြီးတွေးနေမိတယ်ဦးမြင့်စိုးဘာဖြစ်သွားတာလဲသူတကယ်ပဲဒီအိမ်ရဲ့အစိပ်ပိုင်းတစ်ခုဖြစ်သွားတာလားဒါမှမဟုတ်ဒါတွေအားလုံးကကျမရဲ့စိတ်ထင်အောင်မှားမှုတွေလားကျမမသိဘူးဒါပေမဲ့ကျမသိတဲ့အရာတစ်ခုတော့ရှိတယ်ကျမဒီကိစ္စကိုအပြည့်သက်ရမယ်မဟုတ်ရင်ကျမလည်းဦးမြင့်စိုးလိုဖြစ်သွားလိမ့်မယ်နောက်တစ်နေ့မှာကျမဦးဘိုးဆောင်ကိုဖုန်းဆက်လိုက်တယ်သူကကျမအတန်ကိုကြားတော့စိုးရိမ်တကြီးမိတယ်စုရိမင်းရဲ့အဆင်ပြေလားမင်းရဲ့အတန်တုံနေရဲ့ဦးဘိုးဆောင်ကျမခမရကိုတခုမေးချင်တယ်ပါလေဒီရင်ရဲ့အုံမီအောင်မှာမြုပ်နိုင်ခဲ့တဲ့သူကဘာတူလဲဖုန်းတစ်ဖက်မှာတိတ်ဆိတ်သွားတယ်ပြီးတော့ဦးဘိုးဆောင်ငါမင်းကိုပြောပြဖို့မတင်ဘူးထင်တယ်လို့ပြောတယ်ကျေးဇူးပြုပြီးပြောပြပါဒါကအရေးကြီးတယ်ဦးဘိုးဆောင်တပြင်းချတယ်အေးငါမင်းကိုပြောပြမယ်ဒါပေမဲ့မင်းဒီအကြောင်းကိုကြားပြီးရင်မင်းရဲ့ဘဝအရင်လိုဖြစ်မှာမဟုတ်ဘူးကျမရဲ့ဘဝအခုကတည်းကအရင်လိုမဟုတ်တော့ဘူးဦးဘိုးဆောင်စတင်ပြောပြတယ်ဒီရင်ကိုဆောက်လုပ်ခဲ့တဲ့ဦးဘိုးခိုင်ကသူ့ရဲ့ပြိုင်ဘက်ကုန်းတဲ့တယောက်ကိုတက်ဖြတ်ပြီးအုံမီအောင်မှာမြုပ်နှံခဲ့တယ်အဲ့လူရဲ့နာမည်ကဦးဘိုးစိန်ဟုတ်တယ်ဦးဘိုးစိန်ကဦးဘိုးခိုင်ရဲ့အဓိကပြိုင်ဘက်ပဲသူတို့နှစ်ယောက်ကစံကုန်တယ်တွေပါဦးဘိုးခိုင်ဦးဘိုးစိန်ကိုမနာလို့ဒါကြောင့်သူကဦးဘိုးစိန်ကိုတက်ဖြတ်ပြီးအိမ်ဆောက်တဲ့အခါအုံမီအောင်မှာမြုပ်နှံခဲ့တယ်ဒါပေမဲ့ဦးဘိုးစိန်ရဲ့ဝิญဉ်ကအိမ်အောင်ဆောက်ရှောက်နေတယ်သူကဒီအိမ်နဲ့ဆက်ဆက်နေတဲ့သူတိုင်းကိုဒုက္ခပေးတယ်သူကဒီအိမ်ကိုပိုင်ဆိုင်ခြင်းနဲ့ဒါပေမဲ့သူကအုံမီအောင်မှာပိတ်မိနေတယ်ဒါကြောင့်သူကတခြားသူတွေကိုဒီအိမ်ထဲကိုဆွဲခေါ်ပြီးသူ့ရဲ့အစိပ်ပိုင်းတစ်ခုဖြစ်အောင်လုပ်တယ်ဒါဆိုဦးတန်းထွန်းကသူ့ညီကိုတတ်တာအိမ်ငါးမိသားစုကိုတတ်တာဒါတွေအားလုံးကဦးဘိုးစိန်ရဲ့ဝิญဉ်ကလွှမ်းမိုးမှုတွေကြောင့်ဖြစ်လာတာပေါ့သူကလူတွေရဲ့စိတ်ကိုထိန်းချုပ်နိုင်တယ်လောဘဒေါသမောဟတွေကိုနှိုးဆွပေးနိုင်တယ်
ကျမဒီစကားကိုကြားပြီးကြောချမ်းသွားတယ်ဒါဆိုကျမတို့ဒီဝိညာဉ်ကိုဘယ်လိုရက်တတ်နိုင်မလဲညီလက်တစ်ခုရဲ့ရှိရဲ့ဥပိုးစိန်ရဲ့အယိုးစုကိုအုံမြအောက်ကနေထုတ်ယူပြီးဖုန်းကြီးเจ้าမှာတကြိုပေးရမယ်ပြီးတော့သူ့အတွက်အမျှဝေပေးရမယ်ကျမဒီအကြောင်းရဲတွေကိုပြောပြဖို့စူးစမ်းပေမဲ့သူတို့ကမယုံကြည်ကြဘူးဒါတွေကအယူအဆွဲတွေပါလို့ပြောကြတယ်ဒါကြောင့်ကျမတယောက်တည်းလုပ်ဖို့ဆုံးဖြတ်လိုက်တယ်ကျမဘိုးတရောင်းအိမ်အောင်စီကိုပြန်သွားတယ်ဒီကကျမတယောက်တည်းအိမ်ထဲမှာမှောင်မဲနေတော့ပဲဒါပေမဲ့ကျမမကြောက်တော့ဘူးကျမဘာလို့ရမှလဲဆိုတာသိနေပြီကျမပထမမြောက်ခန်းကိုဆင်းသွားတယ်ပြီးတော့ဒုတိယမြောက်ခန်းကိုဆင်းသွားတယ်ဒုတိယမြောက်ခန်းထဲမှာအရင်တိုင်းပဲအယိုးစုနေရန်ပေါ်ကစာတွေအတန်ဖန်ဆက်ဒါပေမဲ့ဒီကတော့အမြင့်ဆုံးမရှိဘူးကျမအခန်းရဲ့ချန်ပီယံစတင်စစ်ဆေးတယ်ဥပိုးဆန်ပြောခဲ့တဲ့အတိုင်းအုံမြင့်အောင်မှာလူတစ်ယောက်ရှိမရှိသိချင်တယ်ကျမချန်ပီယံကိုခောက်ကြည့်တယ်တနေရာမှာအတန်ပြောင်းနေတယ်အဲ့နေရာဗလာချင်းဖြစ်နေတယ်လို့ပဲကျမအဲ့ဒီနေရာကိုအင်အားစိုက်ပြီးတူးပေါ်တယ်အုပ်တွေမြေကြီးတွေကိုဖယ်ရှားတယ်အနက်တပေလောက်ရောက်တဲ့အခါကျမတခုကိုထိမိတယ်အယိုးစုတခုကျမဆက်တူးတယ်နောက်ထပ်အယိုးတွေထွက်လာတယ်လူတစ်ယောက်ရဲ့အယိုးစုအပြည့်အစုံဒါဥပိုးစိန်ရဲ့အယိုးစုပါကျမအယိုးစုကိုဂေးစုတစ်စိုက်ထုတ်ယူတယ်ပြီးတော့အဝတ်တထည်နဲ့ထုတ်ပိုးလိုက်တယ်အဲ့ဒီအချိန်မှာကျမခန်းစားလိုက်ရတယ်အိမ်တစ်ခုလုံးတုန်ခါသွားသလိုပဲနေရံတွေကနေအော်ဟစ်တန်တွေထွက်လာတယ်မလုံးနဲ့ငါရိုးစုကိုဒီမှာထားခဲ့မင်းငါရိုးစုကိုယူသွားလို့မရဘူးဒါပေမဲ့ကျမနားမထောင်ဘူးကျမရိုးစုကိုယူပြီးအိမ်ထဲကနေထွက်လာခဲ့တယ်ကျမရိုးစုကိုဘုန်းကြီးကျောင်းကိုယူသွားတယ်ဆရာတော်အကြောင်းစုံပြောပြတယ်ဆရာတော်ကတက်ပြင်းကြပြီးဒီဝိညာဉ်ကနှစ်ပေါင်းများစွာဒုက္ခရောက်နေခဲ့တယ်သူ့ကိုကျွတ်လောင်ကူညီရမယ်လို့အမိန့်တယ်ဆရာတော်ကအယိုးစုကိုဘုန်းကြီးကျောင်းမှာတကြိုပေးတယ်ပြီးတော့သူ့အတွက်မျှဝေပေးတယ်ကောင်းမှုကုသိုလ်တွေပြုပေးတယ်အဲ့ညမှာကျမအိမ်မက်မက်တယ်အိမ်မက်ထဲမှာလူတစ်ယောက်ကျမစီကိုလာတယ်သူကအသက်ကြီးတဲ့လူတစ်ယောက်စပင်းတွေဖြူဖွေးနေပြီးမျက်နှာကအရေးအကြောင်းတွေပေါ်နေတယ်ဒါပေမဲ့သူ့မျက်လုံးကငြိမ်းချမ်းနေတယ်ကျေးဇူးတွေပါတယ်ကျွန်တော်လွတ်မြောက်သွားပါပြီရှင်အောင်ဥပိုးစိန်လားဟုတ်ပါတယ်ကျွန်တော်ဒီအိမ်မှာနှစ်ပေါင်းများစွာပိတ်မိနေခဲ့တယ်ဒေါသတွေမုန်းတီးမှုတွေဒါပေမဲ့အခုတော့ကျွန်တော်လွတ်မြောက်သွားပါပြီသူကကျမကိုပြောပြပြီးတဖြည်းဖြည်းမိန်ပြော့သွားတယ်ကျမလန်လို့လာတဲ့အခါကျမရဲ့မျက်ရည်တွေစီးကြနေတယ်ဒါပေမဲ့အဲ့ဒီမျက်ရည်တွေကဝမ်းနေလို့မဟုတ်ဘူးသူလွတ်မြောက်သွားလို့ပါနောက်တစ်နေ့မှာကျမဘိုးတထောင်ကအိမ်ဟောင်းကိုသွားကြည့်တယ်အိမ်ကအရင်လိုကြောက်စရာမကောင်းတော့တာမန်အိမ်ဟောင်းလေးတစ်ခုပါပဲကျမအိမ်ထဲကိုဝင်သွားတယ်မြောက်ခန်းကိုဆင်းသွားတယ်အဲ့ဒီမှာဦးမြင့်စိုးကိုတွေ့တယ်သူကကျမ်းမြေပေါ်မှာလဲနေတယ်သတိလစ်နေတဲ့ပုံပဲကျမသူ့ကိုလှုံလို့တယ်ဆရာဦးမြင့်စိုးသတိပြန်လဲလာတယ်သူကကျမကိုကြည့်ပြီးစုတွေငါဒီမှာဘာလုပ်နေရလဲလို့မေးတယ်ဆရာမမှတ်မိဘူးလားဘာလို့လဲကျမသူ့ကိုအကြောင်းဆုံးပြောပြတယ်ဒါပေမဲ့သူကဘာမှမမှတ်မိဘူးသူကစတူဒီယိုမှာတိတ်ခွေတွေကိုနားထောင်နေရနေဒီကိုဘယ်လိုရောက်လာမှမသိဘူးဒါပေမဲ့ကျမသိတယ်သူဒီရင်ရဲ့အစိပ်ပိုင်းတစ်ခုဖြစ်သွားခဲ့တယ်ဒါပေမဲ့အခုတော့သူလွတ်မြောက်သွားပြီကျမတို့အိမ်ထဲကနေထွက်လာခဲ့တယ်ဒါပေမဲ့ကျမတတိထားမိတယ်ကျမရဲ့အရေးကကျမရဲ့လှုပ်ရှားမှုတွေကိုလိုက်နေတယ်ဒါပေမဲ့အဲ့ဒီအရေးကကျမတယောက်တည်းရဲ့အရေးမဟုတ်ဘူးအဲ့ဒီအရေးကနောက်ထပ်လူတစ်ယောက်ရှိနေသေးတယ်ကလေးတစ်ယောက်ရဲ့အရေးအပိုင်းရှစ်ကျမရဲ့အရေးထဲမှာကလေးတစ်ယောက်အရေးရှိနေတယ်ကျမလမ်းလျှောက်တဲ့အခါအရေးကလိုက်လာတယ်ဒါပေမဲ့အဲ့ဒီအရေးကကျမတယောက်တည်းရဲ့အရေးမဟုတ်ဘူးကျမရဲ့အရေးထဲမှာနောက်ထပ်အရေးတစ်ခုထပ်နေတယ်ကလေးတစ်ယောက်ရဲ့အရေးသေးငယ်ပြီးကျမရဲ့အရေးကိုကတ်တွယ်နေတဲ့အရေးကျမရက်လိုက်တဲ့အခါအဲ့ဒီအရေးကဆက်ရှောင်နေတယ်ကျမရဲ့အရေးကထွက်ခွာသွားပြီးသူ့ဘာသာသူလှုပ်ရှားနေတယ်ကျမထိတ်လန့်တကြားကြည့်နေမိတယ်အဲ့ဒီအရေးကကျမရဲ့ရှေ့မှာရက်သွားတယ်ပြီးတော့ကျမကိုလှည့်ကြည့်တယ်အဲ့ဒီအရေးမှာမျက်နှာမရှိဘူးဒါပေမဲ့ကျမခံစားရတယ်သူကကျမကိုစိုက်ကြည့်နေတယ်မင်းကဘာတူလဲကျမတိုးတိုးလေးမေးလိုက်တယ်အရေးကဘာမှပြန်မပြောဘူးဒါပေမဲ့သူကကျမစီကိုလက်တစ်ဖက်ဆန်းထုတ်လာတယ်သူ့ရဲ့လက်ချောင်းလေးကကျမရဲ့လက်ကိုထိဖို့ကြိုးစားနေတယ်ကျမနောက်ဆုတ်သွားတယ်မင်းဘာလို့လှုပ်ရှင်တာလဲအရေးကသူ့ရဲ့လက်ကိုပြန်ရုပ်သိမ်းသွားတယ်ပြီးတော့သူကဘိုးတထောင်အင်အောင်ဆိုလက်ညှိုးထိုးပြတယ်မင်းကအဲ့ဒီကလေးလားအရေးကခေါင်းကြီးပြတယ်လို့လှုပ်ရှားသွားတယ်မင်းဘာလို့ငါးနောက်လိုက်နေရလဲအရေးကသူ့ရဲ့လက်ကိုရင်ဘတ်မှာတင်လိုက်တယ်ပြီးတော့ကျမစီကိုထက်ညွန်ပြတယ်မင်းငါ့ကိုတခုပြောချင်တာလားအရေးကခေါင်းကြီးပြန်တယ်ဘာလဲအရေးကမြေကြီးပေါ်ခေါင်းဝင်ပြီးသူ့ရဲ့လက်ချောင်းလေးကမြေကြီးပေါ်မှာတခုရင်းနေတယ်လို့လှုပ်ရှားတယ်ကျမတေချာကြည့်လိုက်တယ်အရေးကမြေကြီးပေါ်မှာစလုံးနေရင်းနေတယ်ငါမေကိုရှာပေးပါကျမဒီစာကိုဖတ်ပြီးကြောချမ်းသွားတယ်မင်းရဲ့မေကဘာတူလဲ
အေးကဆက်ရဲမင်းရှင်မမိသားစုကျမဒီနမီကိုမှတ်မိတယ်ဒါကမြေအောင်ခန်းထဲမှာပိတ်မိပြီးတည်ဆုံသွားတဲ့အင်ရှင်မိသားစုရဲ့မိခင်ပါမင်းကမသားစုရဲ့ကလေးလားအေးကကောင်းညင်ပြတယ်ဒါပေမဲ့မင်းတို့မိသားစုက၄ယောက်ပဲရှိတာလေအဖေအမေသားသမီးမင်းကဘာတူလဲအေးကဆက်ရဲငါကပြင်စမသားမမွေသေးဘူးကျမထိတ်လန့်သွားတယ်မင်းကဘိုက်ထဲမှာရှိနေတဲ့ကလေးလားရေးကကောင်းချင်းပြတယ်ဒါဆိုမင်းကဘယ်တော့အေးကဆက်ရဲတယ်အမေတည်တဲ့အခါငါပါတည်သွားတယ်ကျမဒိုးတော့တန်ချလိုက်တယ်ကျမရဲ့မျက်ရည်စီးကြတယ်မင်းဒီလောက်ကြောင်ဒီမှာတယောက်တည်းရှိနေခဲ့ရလားအေးကကောင်းချင်းပြတယ်ဘယ်သူမှမင်းကိုမမြင်ဘူးဘယ်သူမှမင်းကိုမသိခဲ့ဘူးအေးကခေါင်းအောင်သွားတယ်သူဝမ်းနေနေပုံရတယ်သူကျမကိုဖတ်ထားခြင်းပဲသူ့ရဲ့ကကျမကိုဖတ်လို့မရဘူးငါမင်းကိုကိုညီမယ်မင်းအမေကိုရှာပေးမယ်ကျမဒီအကြောင်းကိုဦးဘိုးဆောင်ကိုပြောပြတယ်သူအောင်သွားတယ်မသားစုကဝင်ရှိနေရဆိုတာငါမသိခဲ့ဘူးသူမကိုယ်တိုင်တော့သိခဲ့ရမှတူသူကမြောက်ခန်းထဲမှာပိတ်မိနေတော့ကိုဝင်ပြက်ကျသွားခဲ့တာဖြစ်နိုင်တယ်ဒါဆိုဒီကလေးရဲ့ဝိညာဉ်ကဘာလို့မင်းကိုလိုက်ရှာနေရလဲသူကအမေကိုရှာခြင်းတယ်ဒါပေမဲ့သူ့အမေရဲ့ဝိညာဉ်ကကျွတ်လွတ်သွားပြီသူကအဲ့ဒါကိုမသိဘူးမင်းသူ့ကိုဘယ်လိုကူညီမလဲကျမတို့သူ့အတွက်မျှဝေပေးရမယ်သူ့ကိုတီးချောင်းသူ့ကိုမှတ်မိချောင်းအတိအမှတ်ပြုရမယ်ကျမတို့ဖွင့်ကြောင်းအောင်သွားတယ်ဆရာတော်အကြောင်းဆုံးပြောပြတယ်ဆရာတော်ကဒီကလေးကဘယ်သူမှမသိခဲ့ဘယ်သူမှမမှတ်မိခဲ့တဲ့ဝိညာဉ်ပေါ့သူ့ကိုအတိအမှတ်ပြုဖို့သူ့အတွက်ကောင်းမှုကုသိုလ်ပြုဖို့လိုတယ်လို့မိန်တယ်ကျမတို့အဲ့ဒီကလေးအတွက်အလူအတန်းတစ်ခုလုပ်ပေးတယ်စွန်ကြီးလောင်းတယ်ရေချမ်းကတ်တယ်ပရိတရားတော်တွေနာယူတယ်အဲ့ညမှာကျမအိမ်မက်မှတ်တယ်အိမ်မက်ထဲမှာမသားစုကကျမစီကိုလာတယ်သူမကကျမကိုပြောပြတယ်သူမရဲ့လက်ထဲမှာကလေးငယ်တယောက်ကိုပိုက်ထားတယ်ကျေးဇူးတင်ပါတယ်ကျမရဲ့ကလေးကိုအတိမတ်ပြုပေးလို့ဒါကကျမရဲ့တောင်းပါမသားစုကပြောပြီးသူမရဲ့ကလေးကိုကျမစီကိုလှမ်းပြတယ်ကလေးကကျမကိုပြောပြတယ်ပြီးတော့သူတို့တဖြည်းဖြည်းမှိန်ဖြော့ပြီးပျောက်ကွယ်သွားတယ်ကျမလန်တော့လာတဲ့ကကျမရဲ့မျက်ရည်စီးကျနေတယ်ဒါပေမဲ့အဲ့ဒီမျက်ရည်တွေကဝမ်းနေလို့မဟုတ်ဘူးသူတို့ပြန်လဲဆုံတီးသွားလို့ပါနောက်တစ်နေ့မှာကျမရဲ့အရေးကိုကြည့်မိတယ်အဲ့ဒီမှာကလေးရဲ့ရေးမရှိတော့ဘူးကျမရဲ့ရေးကတာမန်ရေးတစ်ခုလိုပါပဲကျမတယောက်တည်းရဲ့အရေးဒါပေမဲ့ကျမသိတယ်အဲ့ဒီကလေးဟာကျမရဲ့နှလုံးသားထဲမှာအမြဲရှိနေလိမ့်မယ်ဒီဇလန်ကဒီမှာနေပြီးသွားပြီလို့ကျမထင်ခဲ့တယ်တညမှာကျမစတူဒီယိုမှာတယောက်တည်းလုံးနေတယ်အဲ့ဒီအချိန်မှာတကားခောက်တန်ကြားရတယ်တောက်ကျမတကားဖွင့်လိုက်တယ်အပြင်မှာလူတယောက်ရက်နေတယ်သူကအသက်30ကျော်လောက်ရှိမယ်မျက်နှာကဖြူရောနေပြီးမျက်လုံးတွေကငိမ့်ငိုင်နေတယ်ရှင်ကဘာတူလဲသူကကျမကိုကြည့်ပြီးကျွန်တော်တိတ်ခွေကိုပြုတ်ပြပေးဖို့လာတာပါလို့ပြောတယ်သူ့လက်ထဲမှာတိတ်ခွေတစ်ခုရှိတယ်အဲ့ဒီတိတ်ခွေကကျမတို့ပြုတ်ပြင်ခဲ့တဲ့တိတ်ခွေနဲ့အတူတူပဲဒီတိတ်ခွေကိုရှင်ဖျားရရတယ်သူကကျမကိုကြည့်ပြီးကျွန်တော်ဒီတိတ်ခွေကိုအင်းရှင်းတဲ့အခါတွေ့တာပါဒီတိတ်ခွေထဲမှာဘာတွေပါတယ်ဆိုတာကျွန်တော်သိချင်တယ်လို့ပြောတယ်ကျမသူ့ကိုစိုက်ကြည့်မိတယ်ခမရဲ့နာမည်ဘယ်လိုခေါ်လဲကျွန်တော်ဟာမောင်အောင်ပါကျမရဲ့တွေ့တွေအေးခဲသွားတယ်အောင်ဒါကပရမမိသားစုရဲ့သားကြီးရဲ့နာမည်ပဲရှင်ကဘာတူလဲသူကကျမကိုပြောပြတယ်ဒါပေမဲ့အဲ့ဒီပြောဟာလူသားတယောက်ရဲ့အပြောမဟုတ်ဘူးကျွန်တော်ကပြန်လာသူပါအပိုင်းကိုကျွန်တော်ကပြန်လာသူပါအဲ့ဒီစကားကျမရဲ့နားထဲမှာပဲ့တင်ထက်နေတယ်ကျမဒီလိုစိုက်ကြည့်နေမိတယ်သူကကျမကိုပြုံးပြနေတယ်အေးဆက်တဲ့အပြုံးတစ်ခုရှင်ကအောင်လားဟုတ်ပါတယ်ကျွန်တော်အောင်ပါဒါပေမဲ့ရှင်ကလွန်ခဲ့တဲ့အနှစ်40ရာကလေးပဲရှိသေးတာအခုရှင်ကအသက်30ကျော်လောက်ရှိနေပြီအောင်ကကျမကိုကြည့်ပြီးကျွန်တော်ကြီးပြင်းလာခဲ့တာပါလို့ပြောတယ်ဘယ်မှာလဲဒီအိမ်မှာပဲကျမနားမလဲဘူးဒီအိမ်ဆိုတာဘယ်လိုလဲဒီအိမ်ကနှစ်ပေါင်းများစွာလူသူမရှိပဲစွန့်ပစ်ခံရတာဟုတ်ပါတယ်ဒါပေမဲ့ကျွန်တော်ဟာဒီမှာနေခဲ့တယ်ဒီအိမ်ရဲ့နေရာတွေထဲမှာဒီအိမ်ရဲ့ကြံပြအောင်မှာဒီအိမ်ရဲ့အတန်တွေထဲမှာကျွန်တော်ဒီမှာအမြဲရှိနေခဲ့တယ်ကျမကြက်သေးတွေထားလာတယ်ရှင်ကလူအဆင်းမဟုတ်ဘူးလားအောင်ကသူ့ရဲ့လက်ကိုမြောက်ကြည့်တယ်ကျွန်တော်မသိဘူးကျွန်တော်ဒီမှာရှိနေတယ်ဒါပဲသိတယ်ကျမသူ့ကိုအခန်းထဲကိုခေါ်လာတယ်သူကစတူဒီယိုလှည့်ပတ်ကြည့်ရှုတယ်သူ့မျက်လုံးတွေကစူးစမ်းခြင်းစိတ်တွေပြည့်နေတယ်ဒီမှာအတန်တွေအများကြီးပဲသူကပြောတယ်ရှင်ကကြားနိုင်လို့လားဟုတ်ပါတယ်
ကျွန်တော်အတန်တွေကိုမြဲကြားနေရတယ်ဒီထဲမှာရှိနေတဲ့အချိန်တုန်းကလည်းအတန်တွေကိုကြားခဲ့ရတယ်အခုလည်းကြားနေရတယ်ဘလို့အတန်တွေလဲလူတွေရဲ့အတန်တွေပျော်ရွှင်တဲ့အတန်တွေဝမ်းနည်းတဲ့အတန်တွေဒေါသထွက်တဲ့အတန်တွေပြီးတော့တိတ်ဆုံးသွားတဲ့လူတွေရဲ့အတန်တွေကျမသူ့ကိုစိုက်ကြည့်မိရဲ့ရှင်ဘာတွေသိလဲအော်ကျမကိုကြည့်တယ်သူ့မျက်လုံးတွေကဝမ်းနည်းမှုတွေပြင်းနေနေတယ်ကျွန်တော်အကုန်သိပါတယ်ကျွန်တော်အဖေကအင်ရှင်မိသားစုကိုတက်ခဲ့တယ်ပြီးတော့ကျွန်တော်အဖေရဲ့ညီကိုလည်းတက်ခဲ့တယ်ဒါတွေအားလုံးဟာဒီရင်ကိုလိုချင်လို့ပါရှင်ကဒါတွေကိုဘယ်လိုသိရလဲကျွန်တော်ဒီရင်ထဲမှာရှိနေခဲ့တယ်လေကျွန်တော်အားလုံးကိုမြင်ခဲ့တယ်ကြားခဲ့တယ်ဒါပေမဲ့ကျွန်တော်ဘာမှမလုပ်နိုင်ခဲ့ဘူးကျွန်တော်ကကလေးပဲရှိသေးတာကျမသူ့ကိုတနာမိရဲ့ရှင်အခုဘာလို့ပြန်လာရလဲအော်ကသူ့လက်ထဲကတိတ်ခွေကိုကြည့်တယ်ဒီတိတ်ခွေကိုကျွန်တော်ရှာတွေ့ခဲ့တယ်ဒီတိတ်ခွေထဲမှာကျွန်တော်မိသားစုရဲ့အတန်တွေရှိတယ်ကျွန်တော်ဒီအတန်တွေကိုပြန်ကြားချင်တယ်ဒါပေမဲ့ဒီတိတ်ခွေတွေကတခြားအတန်တွေလည်းပါတယ်ကျွန်တော်သိပါတယ်အရှင်မိသားစုရဲ့အတန်တွေပြီးတော့ဥပိုးစိန်ရဲ့အတန်တွေကျမအောင်သွားတယ်ရှင်ဥပိုးစိန်ကိုသိလားဟုတ်ပါတယ်သူကဒီရင်ရဲ့အောက်ဆုံးမှာရှိနေခဲ့တယ်သူကဒီရင်ကိုဆောက်ရှောက်နေခဲ့တယ်သူကလူတွေကိုဒီရင်ထဲကိုခေါ်ပြီးဒီရင်ရဲ့အစိပ်ပိုင်းတစ်ခုဖြစ်အောင်လုပ်ခဲ့တယ်ဒါပေမဲ့သူကျွတ်လွတ်သွားပြီလေအော်ခေါင်းခါတယ်မဟုတ်ပါဘူးသူကကျွတ်လွတ်သွားတာမဟုတ်ဘူးသူကဒီရင်ကနေထွက်သွားတာပဲဒါပေမဲ့သူကတခြားနေရာတစ်ခုမှာရှိနေဘယ်မှာလဲအော်ကျမကိုစိုက်ကြည့်တယ်ခမည်းစီမှာကျမထိတ်လန့်သွားတယ်ကျမစီမှာဆိုတာဘယ်လိုလဲသူကခမည်းနဲ့အတူလိုက်လာခဲ့တယ်ခမည်းသူ့ရဲ့အယိုးစုကိုအိုးမြအောက်ကနေထုတ်ယူလိုက်တဲ့အခါသူကခမည်းကိုတွေ့ကက်လိုက်တယ်ကျမရဲ့ခန္ဓာကိုယ်ကိုကြည့်မိတယ်ကျမမှာသူရှိနေရဲ့လားဟုတ်ပါတယ်သူကခမည်းရဲ့အရေးထဲမှာရှိနေတယ်ကျမဒီအကြောင်းကိုအိုးဘိုးဆောင်ချက်ချင်းပြောပြတယ်သူကစတူဒီယိုစီကိုအမြန်ရောက်လာတယ်ရှင်ဘာတွေပြောနေရလဲအိုးဘိုးဆောင်ကကျွတ်လွတ်သွားပြီလေဒါပေမဲ့အောင်ပြောတယ်သူကကျမစီမှာရှိနေရဲ့လို့အိုးဘိုးဆောင်အောင်ကြည့်မင်းကဘာတူလဲကျွန်တော်အောင်ပါဦးတန်းထွန်းရဲ့သားအိုးဘိုးဆောင်ရဲ့မျက်နှာတွေဖြူသွားတယ်မဖြစ်နိုင်ဘူးအော်လွန်ခဲ့တဲ့နှစ်40ပျောက်ဆုံးသွားတာကျွန်တော်ပြောင်းမသွားပါဘူးကျွန်တော်ဒီအိမ်မှာရှိနေခဲ့တယ်ဒါပေမဲ့ဘယ်လိုလဲအော်သူ့ရဲ့လက်ကိုမြောက်ပြီးနေရန်ကိုထိလိုက်တယ်သူ့ရဲ့လက်ကနေရန်ကိုဖြတ်သွားတယ်ကျွန်တော်အခုဝိညာဉ်ပါကျမတို့ဒီအကြောင်းကိုဆက်လက်ဆောင်စမ်းဖို့ဆုံးဖြတ်လိုက်တယ်ဥပိုးစာရှေးအောင်မှတ်တမ်းတွေသတင်းစာအောင်တွေကိုရှာဖွေတယ်နောက်ဆုံးမှသူထူးဆန်းတဲ့အရာတစ်ခုတွေ့ခဲ့တယ်စုစုတွေဒီမှာကြည့်ပါကျမသူ့ရှိကိုသွားကြည့်တယ်သူဟာ1984ခုနှစ်ကသတင်းစာဟောင်းတစ်စောင်ကိုင်ထားတယ်ဒီသတင်းစာမှာရေးထားတယ်မိသားစုတစ်စုလုံးပျောက်ဆုံးဆိုပြီးကျမသတင်းကိုဖတ်ကြည့်တယ်ဗုဒ္ဓတော်မြို့နယ်ရှိနေအိမ်တစ်ခုတွင်မိသားစုတစ်စုလုံးပျောက်ဆုံးသွားကြောင်းသတင်းရရှိသည်ပျောက်ဆုံးသူများမှာဦးတန်ထွန်းအသက်45နှစ်ဒေါက်ခင်ဟင်မေ40နှစ်တားဖြစ်သူအောင်10နှစ်သမီးဖြစ်သူမနှင်းနဲ့9နှစ်တို့ဖြစ်သည်ဒါပေမဲ့ဒီသတင်းကမမှန်ဘူးသူတို့ကပြောင်းမသွားဘူးသူတို့ကအင်္ဂါမိသားစုတက်ပြီးထွက်ပြေးသွားတာဥပိုးဆာကောင်းကြီးနဲ့ဟုတ်တယ်ဒါပေမဲ့နောက်ထပ်သတင်းတစ်ခုရှိသေးတယ်သူကနောက်ထပ်သတင်းစာတစ်စောင်ကိုထုတ်ပြတယ်1985ခုနှစ်မလ10ရက်ပျောက်ဆုံးမိသားစုရဲ့အလောင်းများတွေ့ရှိရန်ကုန်မြို့စွန်ရှိတောအုပ်တစ်ခုအတွင်းမှာလူလေးဦးအလောင်းများကိုတွေ့ရှိခဲ့သည်အလောင်းများမှာဆွေးမိနေပြီဖြစ်တော့လေအဝယ်စားနှင့်ကိုရေးပစ္စည်းများအရာ၎င်းတို့မှာပျောက်ဆုံးနေသောဦးတန်းတို့၏မိသားစုဖြစ်ကြောင်းအတည်ပြုနိုင်ခဲ့သည်တည်ဆုံးရခြင်းအကြောင်းမှာအစိတ်တောက်ဆုံးခြင်းဖြစ်ပြီးမိမိကိုယ်ကိုအဆုံးစီရင်ခြင်းဖြစ်နိုင်ကြောင်းရေတပ်ဖွဲ့ကခံမှန်းထားသည်ကျမဒီတဲ့ရင်ကိုဖတ်ပြီးထိတ်လန့်သွားတယ်ဒါဆိုသူတို့ကအင်္ဂါမိသားစုကိုတက်ပြီးနောက်မှာကိုယ့်ကိုတက်တည်သွားလားဟုတ်တယ်ဒါပေမဲ့အကြောင်းပြချက်ကိုဘယ်သူမှမသိဘူးအော်ပြောလာတယ်ကျွန်တော်သိပါတယ်ကျမတို့သူ့ကိုလှည့်ကြည့်တယ်ကျွန်တော်အဖေကအင်္ဂါမိသားစုကိုတက်ခဲ့တယ်ပြီးတော့သူကကျွန်တော်တို့ကိုလည်းတက်ခဲ့တယ်ဘာလို့လဲဆိုတော့သူကဒီရင်ကိုလိုချင်ခဲ့တယ်ဒါပေမဲ့သူတယောက်တည်းပဲလိုချင်တာသူကကျွန်တော်တို့ကိုပါမလိုချင်ဘူးဒီအကြောင်းကိုသိပြီးနောက်ကျမအောင်းကိုကြည့်မိတယ်သူကဝမ်းထဲနေပုံရတယ်ရှင်အခုဘာလုပ်ချင်လဲအော်ကျမကိုကြည့်ရယ်ကျွန်တော်မိသားစုကိုရှာချင်တယ်ဒါပေမဲ့မင်းတို့မိသားစုကသူတို့ကဝိညာဉ်တွေရှိနေသေးတယ်သူတို့ကတဏှာမှာရှိနေတယ်ကျွန်တော်သူတို့ကိုရှာတွေ့ချင်တယ်ကျမသူ့ကိုဘယ်လိုကူညီရမှန်းမသိဘူးဒါပေမဲ့ဘယ်လိုရှာရမှာလဲအော်ကျမကိုပြောပြတယ်ကျွန်တော်သိပါတယ်သူတို့ဘယ်မှာရှိရဆိုတာကျွန်တော်သိရယ်ဘယ်မှာလဲအော်ပြတင်းပေါက်ကိုလည်းညှို့ထုတ်ပြတယ်အဲ့ဒီမှာကျမပြတင်းပေါက်ကိုကြည့်လိုက်တယ်အပြင်ကမိုးတွေဆက်ရွာနေတော့ပဲ
ဒါပေမဲ့မိုးရီထဲမှာလူကြီးလေးကိုရက်နေတယ်သူတို့ကကျမတို့ကိုစိုက်ကြည့်နေတယ်စက်သိမ်းပိုင်းမိုးရီထဲမှာလူကြီးလေးကိုရက်နေတယ်ကျမပြတင်းပေါက်ကနေသူတို့ကိုစိုက်ကြည့်နေမိတယ်မိုးရီတွေကသူတို့ရဲ့ခန္ဓာကိုယ်တွေကိုဖျက်ကျော်ကျဆင်းနေတယ်သူတို့ကမိုးရီတွေကိုမခံစားရတယ်လို့ပဲသူတို့ရဲ့ဝေစားတွေကဆိုရှယ်မနေဘူးသူတို့ရဲ့သပင်တွေကမိုးရီထဲမှာလှုပ်ရှားမနေဘူးသူတို့ကဝိညာဉ်တွေပါကျမသူတို့ကိုမှတ်မိတယ်ဒီမျက်နှာတွေကိုကျမဓာတ်ပုံဟောင်းထဲမှာမြင်ဘူးတယ်ဦးတန်ထွန်းဒေါ်ခင်ခင်မေပြီးတော့သူတို့ရဲ့တမီးငယ်နင်းနင်းအားလုံးကမိုးရီထဲမှာရက်နေပြီးကျမတို့ကိုစိုက်ကြည့်နေတယ်အော်ပြတင်းပေါက်စီကိုရှောက်သွားတယ်သူ့ရဲ့မျက်လုံးတွေကမျက်ရည်တွေကပြည့်နေနေတယ်ဒါပေမဲ့အဲ့ဒီမျက်ရည်တွေကဝမ်းနေလို့မဟုတ်ဘူးပျော်ရွှင်လို့ပါအဖေအမေနင်းနင်းသူတိုးတိုးလေးရည်ရွလိုက်တယ်ကျမဦးဘိုးဆောင်ကိုကြည့်လိုက်တယ်သူ့မျက်နှာဖြူရနေပြီမျက်လုံးတွေကပြူးချင်နေဒါတွေကသူတို့ပါပဲကျမပြောလိုက်တယ်အော်ရဲ့မိသားစုကျမတို့စတူဒီယိုတွေကနေအပြင်ထွက်လာခဲ့တယ်မိုးကဆက်ရွာနေတော့ပဲကျမရဲ့ဝေစားတွေကဆူရွှဲကုန်တယ်ဒါပေမဲ့ကျမကီးမဆိုင်ဘူးအော်သူ့မိသားစုစီကိုပြင်းကြီးစွာရှောက်သားတယ်သူ့ရဲ့ခြေလက်မြေကြီးပေါ်မှာမတင်ဘူးသူကမိုးရီထဲမှာရှောက်သွားပြီမဲ့သူ့ရဲ့ခန္ဓာကိုယ်ကမဆူရွှဲဘူးအဖေအမေနင်းကျွန်တော်ပြန်လာပါပြီဦးတန်းတို့ရဲ့ဝိညာဉ်ရှေ့ကိုတလန်းထွက်လာတယ်သူ့မျက်နှာမှာဝမ်းနည်းမှုတွေနဲ့ပြည့်နေနေအော်ငါသားအဖေမင်းကိုကျွန်တော်သိပါတယ်ဖေကျွန်တော်အကုန်သိပါတယ်ဒေါက်ခင်မရရှေ့ကိုထွက်လာတယ်သူမရဲ့လက်တွေကအော်စီကိုဆက်တန်းလာတယ်ငါသားလေးအမေမင်းကိုရမ်းလွမ်းနေတယ်နင်းဟာအော်ရဲ့ခြေထောက်ကိုဖတ်ထားသလိုလှုပ်ရှားတယ်အကိုကြီးနင်းအကိုကြီးကိုလွမ်းနေအော်သူတို့အားလုံးကိုဖတ်ထားခြင်းပဲမဲ့သူတို့ကဝိညာဉ်တွေပါသူတို့တယောက်ကိုတယောက်ဖတ်လို့မရဘူးဒါပေမဲ့သူတို့ရဲ့ဝိညာဉ်တွေကတကူတည်းအဖြစ်ပေါင်းစည်းသွားတယ်ကျမဒီမြင်ခွင့်ကိုကြည့်ပြီးမျက်ရည်တွေကြားမိတယ်ဦးဘိုးဆန်လည်းမျက်ရည်တွေဝဲတယ်ဒါပေမဲ့ဒီအချိန်မှာကျမတကူကိုတတိထားမိတယ်ကျမရဲ့အရေးကလှုပ်ရှားနေတယ်ကျမမလှုပ်ဘူးဒါပေမဲ့ကျမရဲ့အရေးကလှုပ်ရှားနေတယ်သူကကျမရဲ့ခန္ဓာကိုယ်ကနေထွက်ခွာသွားပြီးသူ့ဘာသာသူရက်နေတယ်ပြီးတော့အဲ့ဒီအရေးကပုံစံပြောင်းလာတယ်လူတစ်ယောက်ရဲ့ပုံစံဖြစ်ပြောင်းလာတယ်ဥပိုးစိန်ရှင်ကျမတိုးတိုးလေးပြောလိုက်တယ်ဥပိုးစိန်ရဲ့အရေးကကျမကိုလှည့်ကြည့်တယ်သူ့မျက်နှာဒေါသတွေနဲ့ပြည့်နေနေတယ်မင်းငါ့ကိုဒင်းရကနေထုတ်ပြခဲ့တယ်သူ့အတန်လေးချုံတန်လို့ပဲကျမရှင့်ကိုကယ်တင်ခဲ့တာပါမဟုတ်ဘူးမင်းငါ့ကိုဖျက်ဆီးခဲ့တာငါဒီရင်ကိုပိုင်ဆိုင်ခဲ့တယ်ဒီရင်ကငါရဲ့နိုင်ငံပဲဒါပေမဲ့မင်းကငါ့ကိုအဲ့ဒီကနေထုတ်ပြခဲ့တယ်တကယ်တော့ရှင်ဒီအိမ်ကိုမပိုင်ဆိုင်ပါဘူးရှာဒီအိမ်မှာပိတ်မိနေခဲ့တာပါဥပိုးဆိုင်ရဲ့ရေကပိုးပြီးမဲမောက်လာတယ်သူ့ရဲ့ပုံစံပိုးပြီးကြောက်စရာကောင်းလာတယ်မင်းငါ့ကိုဖျက်ဆီးခဲ့တယ်ဒါကြောင့်ငါမင်းကိုဖျက်ဆီးမယ်သူကကျမစီကိုလမ်းလာတယ်ဒါပေမဲ့အဲ့ဒီအချိန်မှာရက်လိုက်အောင်းရဲ့အတန်ပါဥပိုးဆိုင်ရဲ့ရေကရက်သွားတယ်အော်ဥပိုးဆိုင်ကြီးကိုရှောက်သွားတယ်ခမရဒီလောက်ကြောင်ဒေါသရည်နဲ့နေခဲ့တယ်ခမရလူတွေကိုဒုက္ခပေးခဲ့တယ်ကျွန်တော်အဖေကိုလည်းလွှမ်းမိုးပြီးလူတက်ခိုင်းခဲ့တယ်ဒါပေမဲ့အခုတော့ခမရရက်တန့်ရမယ်မင်းကဘာတူလဲမင်းကကလေးတယောက်ပဲဟုတ်ပါတယ်ကျွန်တော်ကကလေးတယောက်ပါဒါပေမဲ့ကျွန်တော်ကခမရထက်ပိုပြီးတည်တယ်ကျွန်တော်ကဒီအိမ်မှာနှစ်ပေါင်းများစွာနေခဲ့တယ်ကျွန်တော်ခမရကိုစောင့်ကြည့်နေခဲ့တယ်ကျွန်တော်သိပါတယ်ခမရကဘာမှမပိုင်ဆိုင်ပါဘူးခမရကဒီအိမ်ရဲ့အကျဉ်းသားတယောက်ပါဥပိုးဆိုင်ရဲ့ရေကတုံရင်သွားတယ်မဟုတ်ဘူးငါကဒီအိမ်ရဲ့ပိုင်ရှိပါမဟုတ်ဘူးခမရကဒီအိမ်ရဲ့သားကောင်ပါခမရကိုဒီမှာမြုပ်နှံခဲ့တယ်ခမရကဒီကနေထွက်မသွားနိုင်ခဲ့ဘူးဒါပေမဲ့အခုတော့ခမရထွက်သွားနိုင်ပါပြီဘယ်ကိုသွားရမှာလဲခမရသွားမယ့်နေရာကိုပါခမရသွားရှင်တဲ့နေရာကိုသွားပါခမရရဲ့ဒေါသတွေမုန်းတီးမှုတွေကိုဆွန့်လွတ်လိုက်ပါဥပိုးဆိုင်ရဲ့အရေးကတပြေးပြေးမိန်ဖြောလာတယ်သူ့ရဲ့ပုံစံပြောင်းလာတယ်ကြောက်စရာကောင်းတဲ့အရေးကြီးမဟုတ်တော့တာမန်လူတယောက်ရဲ့အရေးပါငါသွားတော့မယ်သွားပါခမရငြင်းချင်းရအောင်သွားပါဥပိုးဆိုင်ရဲ့အရေးကတပြေးပြေးမိန်ဖြောပြီးပျောက်ခွေသွားတယ်အဲ့ဒီအချိန်မှာအောင်ရဲ့မိသားစုကလည်းတပြေးပြေးမိန်ဖြောလာတယ်အော်ငါတို့သွားတော့မယ်ဒေါက်ခင်မရပြောတယ်ဟုတ်ကဲ့အမေကျွန်တော်လည်းလိုက်ခင်မယ်အော်ကျမစီကိုလှည့်လာတယ်သူကကျမကိုပြောပြတယ်ကျေးဇူးတင်ပါတယ်မဆူဆူတွေကျွန်တော်တို့ကိုကူညီပေးလို့ကျမဘာမှမလုပ်ပေးခဲ့ပါဘူးဟုတ်ပါတယ်ခမရလုပ်ပေးခဲ့တယ်ခမရကျွန်တော်တို့ရဲ့အတန်တွေကိုကြားခဲ့တယ်ကျွန်တော်တို့ရဲ့ဇလန်ကိုသိအောင်လုပ်ပေးခဲ့တယ်ပြီးတော့ကျွန်တော်တို့ကိုပြန်လဲစုံစည်းပေးခဲ့တယ်ကျမမျက်ရည်တွေကျမိတယ်မင်းတို့ဘယ်ကိုသွားမှလဲကျွန်တော်တို့သွားမယ့်နေရာကိုသွားမှာပါကျွန်တော်တို့အတူတူသွားမှာပါအော်သူ့မိသားစုကိုရှောက်သွားတယ်
သူတို့အားလုံးတစုတဝေးနဲ့ရပ်နေကြတယ်ပြီးတော့သူတို့တပြေးပြေးမိတ်ဖြော့ပြီးပြောက်ဝဲသွားတယ်မိုးကရက်သွားတယ်ကောင်းကင်မှာတိမ်တွေခွဲထက်သွားပြီးလာရောင်မြေပေါ်ဖြာကျလာတယ်ကျမစရူရီကိုရှေ့မှာရက်ပြီးကောင်းကင်မောချီနေမိတယ်ဥပုသ္စာကျမဘေးမှာရက်နေပြီအားလုံးပြီးဆုံးသွားပြီလားလို့သူကမေးတယ်ဟုတ်ပါတယ်အားလုံးပြီးဆုံးသွားပါပြီမင်းအဆင်ပြေလားဟုတ်ပါတယ်ကျမအဆင်ပြေပါတယ်ဒါပေမဲ့တကယ်တမ်းတော့ကျမမသိဘူးကျမအဆင်ပြေလားဆိုတော့ကျမကိုယ်တိုင်မသိဘူးကျမဒီဇလန်းကိုဖျက်ဆီးခဲ့ရတယ်လူတွေရဲ့အတန်တွေကိုကြားခဲ့ရတယ်ဝိညာဉ်တွေကိုမြင်ခဲ့ရတယ်ပြီးတော့ကျမရဲ့အရေးထဲမှာတခြားဝိညာဉ်တစ်ခုရှိနေခဲ့တယ်ဒါတွေအားလုံးဟာကျမရဲ့ဘဝကိုပြောင်းလဲပြစ်လိုက်တယ်ဒါပေမဲ့ကျမသိလိုက်ရတဲ့အရာတစ်ခုကအတန်တွေဟာဘယ်တော့မှမတည်ဘူးသူတို့ကလေထဲမှာနေရံတွေထဲမှာတိတ်ခွေတွေထဲမှာဆက်လက်ရှင်သန်နေတယ်ပြီးတော့တခါတလေသူတို့ကနားထောင်တတ်တဲ့လူတယောက်ကိုစောင့်ဆိုင်နေတယ်ကျမလိုပေါ့ကျမစတူဒီယိုတွေကိုပြန်ဝင်လာတယ်ဇပွဲပေါ်မှာတိတ်ခွေနဲ့ကိုရှိနေတယ်ပရမတိတ်ခွေနဲ့ဒုတိယတိတ်ခွေကျမတိတ်ခွေတွေကိုကန်ကြည့်မိတယ်သူတို့ကတာမန်တိတ်ခွေတွေပါပဲဒါပေမဲ့သူတို့ထဲမှာဇလန်းတွေအသက်တွေတည်ဆုံခြင်းတွေရှိတယ်ကျမတိတ်ခွေတွေကိုစက်တဲထဲဖို့ပြင်ဒါပေမဲ့ရုတ်တရက်ကျမတတိထားမိလိုက်တယ်တိတ်ခွေတစ်ခုကမူလတိတ်ခွေမဟုတ်ဘူးဒါတတိယတိတ်ခွေတစ်ခုကျမဒီတိတ်ခွေကိုအရင်တစ်ခါမှမမြင်ဘူးတိတ်ခွေရဲ့အညွန့်စာရမှာလေးနဲ့ရေးထားတယ်ခမရဲ့အတန်မတန်ကျမထိတ်လန့်သွားတယ်ကျမတိတ်ခွေကိုစက်တဲထည့်လိုက်တယ်ပလီကလစ်ကိုနှိပ်လိုက်တယ်တိတ်ခွေကလေးလာတယ်ပထမတော့ဘာတမ်းမှမကြားရအောင်တိတ်ဆိတ်နေတယ်ဒါပေမဲ့ကျမဒီအတန်ကိုကြားနေရတယ်အဲ့ဒီအတန်ကျမအတန်ပါကျမဒီမှာရှိနေတယ်ကျမဒီမှာအမြဲရှိနေတယ်ပြီးတော့ကျမဟာရှင်တော်အားလုံးကိုစောင့်ကြည့်နေတယ်ကျမနှချက်ကိုချလိုက်တယ်ကျမရဲ့လက်တွေတုံးရင်နေတယ်ကျမပြေတဲ့ဘောက်ကိုကြည့်လိုက်တယ်အဲ့ဒီမှာကျမရဲ့ရုပ်သွင်းဟာပြေတဲ့ဘောက်မှနေမှာထင်နေတယ်ဒါပေမဲ့အဲ့ဒီရုပ်သွင်းဟာကျမကိုပြုံးပြနေတယ်ကျမမပြုံးဘူးပြီးပါပြီအဆုံးထိလိုက်ပါကြည့်ရှင်နာထောင်ပေးတဲ့အတွက်တဦးတယောက်ချင်းစီတိုင်းကိုအတူပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ